ဒါကတော့ဒရိတ်ဆန်ဥယျာဉ်မှာဥယျာဉ်မှုအဖြစ်နဲ့တာဝန်ထမ်းဆောင်နေတဲ့ single father လေးအီချောင်ဝမ်ပဲဖြစ်ပါတယ်။ကျောင်းဝမ်ကစိုးမျိုးကြီးစီကနေအွန်ဘုံအီဆိုရဲနယ်မျိုးလေးစီကိုစိုက်ကယ်လေးနဲ့အပြေးပြန်လာခဲ့တဲ့အကြောင်းရင်းကလည်းကောင်းကောင်းရှိနေပါတယ်။ကျောင်းဝမ်အိမ်ကိုပြောင်းတဲ့အခါမှာတော့အိမ်ရှိမှာသူ့ကိုစောင့်ကြိုနေတဲ့ကြောင်လေးအိမ်ရုံးကိုနှုတ်ဆက်ပြီးတော့အိမ်ထဲဝင်သွားပါတယ်။အိမ်ထဲရောက်တဲ့အခါမှာတော့သမီးဖြစ်သူဇူအာကိုအော်ခေါ်ပြီးတော့အပြင်ထွက်လာဖို့ပြောပေမဲ့သမီးလေးကအကြောင်းမပြန်တာကြောင့်ကျောင်းဝမ်လည်းတကားဖွင့်ပြီးအခန်းထဲကိုပဲဝင်သွားလိုက်ပါတယ်။အခန်းထဲရောက်တဲ့အခါမှာတော့ DV ကိုသဲကြီးမဲကြီးစိုက်ကြည့်နေတဲ့သမီးဖြစ်သူဇူအာကိုဘိုက်စာနေပြီလားဖေးပါဝယ်လာလဲဆိုတာကြည့်ပါအောင်ဆိုပြီးပြောလိုက်ပါတယ်။ဇူအာကဖခင်ဖြစ်သူဘက်ကိုလှည့်လာချိန်မှာတော့အကျိုးတွေထောင်တက်ပြီးတော့ပြာနှမ်းနေတဲ့မျက်နှာကြီးနဲ့အယောင်ပြောင်းနေတဲ့မျက်လုံးတွေနဲ့တူကြောက်စရာကောင်းတဲ့ဇွန်ပြီးတကောင်ဖြစ်နေတော့တာပါ။ကျောင်းဝင်ကတော့သူ့ကိုကိုက်ဖို့ကြိုးစားနေသမီးဖြစ်သူကိုကြည့်ရင်ငါသမီးကဇွန်ပြီးပဲဒီလောကကြီးထဲမှာနောက်ဆုံးနေနဲ့ကြံခဲ့တဲ့တကောင်တည်းသောဇွန်ပြီးဆိုပြီးတော့ရေယိုချင်းကျောင်းဝင်ရဲ့သမီးလေးဇူဟာတယောက်လူစင်စစ်ကနေဇွန်ပြီးဘလို့ပြောင်းသွားခဲ့ရတယ်ဆိုတာကိုဇလန်းလေးကခုလိုပဲနောက်ကျောင်းပြန်ပြခဲ့ပါတယ်။တရားမှာတော့ကျောင်းဝင်တယောက်သူလှုပ်တဲ့ဒရိတ်ဆန်ဥယျာဉ်ထဲမှာရှိတဲ့ကျောင်းပေါက်ကလေးထေယန်းကို YouTube မှာ live လွှင့်ပြသပေးနေပါတယ်။တချိန်ကဒန်စာလုပ်ဖို့ YouTube ဖူးခဲ့တဲ့ကျောင်းဝင်ကထေယန်းရဲ့လောင်ရင်ရှိမှကွေးနေအောင်ကပြပြီးသူကထေယန်းကိုအကသင်ပေးနေရမလို့ထေယန်းကလည်းသူ့လိုလိုက်ကပြလိုက်မယ်ဆိုပြီးတော့ကြည့်ရှုသူတွေကိုကြွားလုံးထုတ်နေခဲ့ပါတယ်။စာပိုင်းမှာတော့ထေယန်းကအင်တင်လုံနေမဲ့ဒရိတ်ဆန်တွေကိုထိမ့်သိမ့်အတင်ပြတော်တဲ့ကျောင်းဝင်ရဲ့စကီးနဲ့တင်ကြားမှုကြောင့်ခဏလောက်ကြာတဲ့အခါမှာကျောင်းပေါက်ကလေးထေယန်းကခြေလန်းနောက်ပြန်ဆုပ်ကအမဲမိုက်ကယ်ဂျက်ဆင်လိုတကွက်လောက်တွန်းပြလိုက်ပြီးတင်ပြပေးတဲ့ကျောင်းဝင်ရော YouTube ကကြည့်ရှုသူတွေပါထေယန်းကိုသဘောကျသွားပါတော့တယ်။ကျောင်းဝင်အိမ်မှာတော့သမီးဖြစ်သူဇူအာကသူမရဲ့အကပြိုင်ပွဲအတွက်အကလေးကျင့်နေပါတယ်။ဇူအာကတောင်ကိုရီးယားရဲ့နာမည်ကြီးဆိုတော့ဘိုအာရဲ့ number 1 သချင်းနဲ့အကလေးကျင့်နေကြတာဖြစ်ပြီးတော့ဒီသချင်းနဲ့ပဲခဏခဏလေးကျင့်နေတာဖြစ်လို့သချင်းကိုအလွတ်ရနေဖြစ်တယ်လို့ကားကွက်တွေကိုလည်းတစ်နေ့ထက်တစ်နေ့ပို့ပြီးတော့ပြည်ပြန်အောင်မိုက်ဆုံးအလန်းဆုံးကပြလာနိုင်နေပြီဖြစ်ပါတယ်။အဲချိန်လောကပြန်လာတဲ့ကျောင်းဝင်ကသမီးဖြစ်သူကနေအောင်အတန်မပေးပဲရက်ကြည့်နေရကြောင်းဇူအာကလည်းအဖေဖြစ်သူကိုရုပ်တက်မြင်လိုက်ပြီးလန့်ဖြန့်သွားပါတော့တယ်။ကျောင်းဝင်ကသမီးဖြစ်သူကိုအခန်းထဲကိုဝင်သွားကဘယ်နားလေးမှာဘလို့ကမယ်ဆိုတာစေတနာနဲ့ဝင်ထောက်ပြပြီးတကွက်လောက်ကပြလိုက်ပြီမဲ့ခြေသမီးလေးကတော့သူမကနေရာကိုအဲ့လိုရက်ကြည့်နေရမ်းရှက်တယ်ဆိုပြီးခြေဖေဖေကြီးကိုခန်းထဲကနေနှင်ထုတ်လိုက်ပါတော့တယ်။ဒါမဲ့ကျောင်းဝင်ကလုံးဝစိတ်မဆိုးတဲ့ပြင်သမီးဖြစ်သူအတွက်ထမင်းပြင်ပေးထားမှာမို့လေးကျင်ပြီးရင်ထွက်လာခဲ့ဖို့ခန်းထဲကိုအော်ပြောလိုက်ပါတယ်။ကျောင်းဝင်ကသမီးဖြစ်သူပေါ်အဖေတယောက်လိုအုပ်ချုပ်တယ်ဆိုတာထက်တငယ်ချင်းပေါင်းပြီးတော့သမီးလေးပျော်အောင်မြဲတမ်းစနောက်ကသူတို့ရဲ့သားဖဆက်ဆံရေးကိုပေါ်ပါပါလေးနဲ့ဖြတ်တန်းစေခဲ့တာပဲဖြစ်ပါတယ်။ကျောင်းဝင်လည်းသမီးဖြစ်သူကိုဆရာလှုပ်လို့မရတော့ TV ကြည့်နေကြောင်လေးအေယုံကို TV ကြားကြီးကြည့်မျက်စိထိခိုက်နိုင်တာမလို့တော်ုံမဲကြည့်ဖို့ပြောလိုက်ပြီးဆရာသွားလှုပ်လိုက်ပါတယ်။ဒါမဲ့အေယုံကလည်းကျောင်းဝင်ပြောတာကိုတစ်ချက်မှဂရုမစိုက်ပဲဒီမှာလွင့်နေညောင်တိုင်းညွန့်ရင်အမြင့်ဆုံးကကျောင်းတကောင်ဖြစ်ဖို့ဘယ်လိုပဲပုံနေထိုင်မယ်ဆိုတဲ့အမေစီစဉ်ကိုပဲစိတ်ဝင်စားနေကြည့်နေတာပါ။အဲ့လိုနဲ့အေယုံလည်း TV ကအစီအစဉ်ကိုစိတ်ဝင်စားရှိုးနေတဲ့အရေးကြီးကြားပြသတင်းပုတ်ကကြီးညာလာခဲ့ပါတယ်။အဲ့ဒါကတော့မျိုးပြောင်း virus တစ်မျိုးကူးစက်ခံသူတွေကလိုက်လံတိုက်ခိုက်နေကြတာကြောင့်စုံမျိုးရဲ့နေရာနဲ့မှာကူးစက်ခံသူတွေများပြားရှိလာပြီးမျိုးကြီးတစ်ခုလုံးဖြိုပြဲဖြစ်နေအောင်အာဏာပိုင်တွေတော့ထိန်းချုပ်လို့မရတော့ဘူးဆိုတဲ့သတင်းပါပဲ။ဒါအောင်မသိတဲ့ဂျောင်ဝန်ကတော့သမီးဖြစ်သူရဲ့မွေးနေ့ပွဲကိုနေမျိုးလေးမှာရှိတဲ့အဖွားဖြစ်သူစီဗီဒီယိုကောခေါ်ပြီးတော့ပျော်ရွှင်တဲ့ကျင်းပပေးနေတာပါ။အိုင်နောက်သားဖားနှစ်ယောက်စကားပြောကြရင်နဲ့စားကြနောက်ကြပြီးတဲ့နောက်ဂျောင်ဝန်ကသမီးဖြစ်သူအတွက်မွေးနေ့လက်ဆောင်ဖြစ်ဟက်ဖုန်းလေးတစ်ခုကိုပေးလိုက်ပါတယ်။ဇူအာကဆိုဖာအုပ်ကအဖေဖြစ်သူပေးထားတဲ့လက်ဆောင်မုံကိုသွားယူနေမှန်ပရင်းပေါက်ကနေတက်စီရင်တစ်ဖက်အခန်းကလင်းမယားတွဲလူမြင်ကွင်းကြီးမှာကိုယ့်ကားနဲ့ရန်ဖြစ်နေကြတာတွေ့လိုက်ရပါတယ်။ဇူအာလည်းဖခင်ဖြစ်သူကိုခေါ်ပြီးတော့သူမမြင်နေရတာကိုလာကြည့်ခိုင်းနေရကြောင်းဂျောင်ဝန်ကလည်းထမင်းစပွဲကနေထလာခဲ့လိုက်ပါတယ်။ဂျောင်ဝန်ရောက်လာချိန်မှာတော့ရန်ဖြစ်နေလို့ထင်ရတဲ့လင်းမယားတွဲကအနောက်တိုင်းဆန်ဆန်ရိုမန်တစ်အကတွေကနေသလိုဘာလုံးနဲ့ထူးဆန်းတွေလုံနေကြတာကြောင့်ဂျောင်ဝန်လည်းဒီဘက်ခေတ်မှာလင်းမယားတွေရန်ဖြစ်ရင်ပြေးလည်အောင်လုပ်တဲ့နေရာအမဲလန်းလာကြီးလားဆိုပြီးသဘောကျနေခဲ့တာပါ။ဒါပေမဲ့ချိန်ခဏလောက်ကြာတဲ့အခါမှာတော့အမျိုးသမီးကသူ့ခင်မုန်းကိုနိုင်ရဘက်ဆွဲကပ်ပြီးတော့ခင်မုန်းရဲ့လေပင်ကိုအနက်နီချွေးနေပြန်တာကြောင့်ဂျောင်ဝန်လည်းသမီးဖြစ်သူဘေးမှာရက်ကြည့်ရင်လည်းအားတွေအတောင့်လိုက်ကြာဆင်းလို့နေပါတော့တယ်။ဒါမှလည်းလူမြင်ကွင်းမှာအခုလိုလုံညာကမသိတော့ဘူးဆိုပြီးဂျောင်ဝန်လည်းအပြင်ဘက်ကလင်မြောက်ကိုထွက်ပြောဖို့လှုပ်ချိန်မှာတော့စောစောကအနန်းချွေနေလို့ထင်ရတဲ့မျိုးသမီးကခင်မုန်းဖြစ်သူရဲ့လေပင်ကိုကိုက်ဖျဲပစ်လိုက်ပြီးခင်မုန်းဖြစ်သူလည်းနေရာမှာပဲလဲကျသွားခဲ့ပါတော့တယ်။အဲနောက်မျိုးသမီးကဇောက်ထိုးကြီးလဲချလာပြီးတော့သွေးတွေပေးကြံပြီးတော့အယောင်မရှိတော့တဲ့မျက်လုံးကြီးနဲ့စိုက်ကြည့်နေတာကြောင့်ဂျောင်ဝန်တို့သားဖားလည်းကြက်တီနေရာကနေဆိုဖာအောက်ကိုငုံချလိုက်ပြီးတော့ပုံနေလိုက်ရပါတော့တယ်။ဒီလိုနဲ့ဇွန်ဘီဖြစ်သွားတဲ့အမျိုးသမီးကဂျောင်ဝန်တို့စီကိုတဲ့တဲ့ကြီးရှောက်လာခဲ့ပြီးမန်တကားဘွားနဲ့တဆင်အိမ်တွင်းကိုစိုက်ကြည့်နေခဲ့ပါတယ်။ဒါမဲ့ဂျောင်ဝန်တို့သားဖားအောက်ကိုငုံနေတဲ့အတွက်လူတွေတော့မမြင်ရပဲဇပွဲဘော်ကကြောင်လေးအိမ်ကိုမြင်ပြီးတော့ဇွန်ဘီကအထဲကိုဝင်ဖို့လုပ်ပါတော့တယ်။အဲချိန်ဂျောင်ဝန်ကလည်းသူ့ကြောင်လေးကိုအန်ရပြုတ်မှဆိုးတဲ့တော့သူတို့နဲ့တူခေါ်ပြီးတော့အောက်ထဲမှာဖွက်ထားပေးလိုက်ပါတယ်။တိုက်ဆန်ဆူအားရဲ့ဖုန်းကလည်းအတန်မီလာပြန်တာကြောင့်အတန်မကြောက်ဖုန်းကိုအမြန်ပိတ်ထားလိုက်ရပါတော့တယ်။အဲနောက်ဘော်ဘက်ကနေဒုံနဲ့အတန်ကြီးကြားနေရတာကြောင့်မောကြည့်လိုက်တဲ့အခါမှာတော့ဇွန်ဘီကအထဲကိုဝင်လာဖို့အတွက်မှန်တန်ကြီးကိုကောင်းတဲ့အဆက်မပြတိုက်နေခဲ့တာပါ
ကျောင်းဝမ်ကလည်းချင်းနေမှန်တော့တာကိုသိတဲ့အတွက်ကျောင်းလေးအိမ်ုံကိုစူအားလက်ထဲထည့်ပေးလိုက်ပြီးအခန်းထဲမှာသွားနေဖို့ပြောလိုက်ပါတယ်စူအားတို့အခန်းထဲဝင်သွားတဲ့နောက်မှာဇွန်ဘီကလည်းမှန်တန်ကိုခွဲဝင်လာပြီးကျောင်းဝမ်အရှိမပဲတဲ့တဲ့ကြီးပြုတ်ကျလာပါတော့တယ်ကျောင်းဝမ်တော့ဇွန်ဘီကိုကြောက်ရမယ်မသိပဲသူ့အိမ်ကမှန်တန်ရန်ခွဲရပါမလားဆိုပြီးအတင်းအဓမ္မကျူးကျော်ဖျက်ဆီးမှုနဲ့ရဲတိုင်းပဲပါကြတဲ့ဇွန်ဘီကိုချင်းချောင်းနေလိုက်သေးတာပါဒါမဲ့ဇွန်ဘီကတော့ကျောင်းဝမ်ပြောနေရတယ်ဘာမှနားမလဲပဲနဲ့ကျောင်းဝမ်ကိုကိုက်ဖို့ပဲလုပ်နေရကြောင်းမှန်တန်နဲ့ဆိုဖာကြားမှာဇွန်ဘီထွက်မလာနိုင်အောင်ညှပ်ထားလိုက်ရပြီးကျောင်းဝမ်လည်းစူဟာရှိတဲ့အခန်းထဲကိုအမြန်ပြေးသွားလိုက်ရပါတော့တယ်အဲနောက်စူဟာကမျိုးထဲမှာဇွန်ဘီတွေတောင်းကျမ်းနေပြီးဆိုတဲ့သတင်းကိုဖခင်ဖြစ်သူစီအထိတ်တလန့်နဲ့ပြလိုက်တာကြောင့်ကျောင်းဝမ်လည်းဒီနေရာကနေအမြန်ဆုံးထွက်သွားရမယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါလိမ့်ကျောင်းဝမ်တို့သားဖာလည်းအိမ်ုံကိုအတူခေါ်ခဲ့ကထွက်လာခဲ့ကြပြီးတော့လမ်းမပေါ်ရောက်တဲ့အခါမှာတော့အိမ်ထဲမှာပုံးနေရာကမှပိုကောင်းမယ်ဆိုပြီးတော့ပြန်တွေးမိခဲ့ပြန်ပါလိမ့်ဘာလဲဆိုလမ်းထဲကအသီးတွေအားလုံးပါဝင်သက်ကြီးရွယ်တွေကစလို့ကလေးစားခွေးဆုံးဗိုင်းရပ်စ်တွေကူးစက်ခံပြီးတော့ဇွန်ဘီတွေဖြစ်နေတောင်းကျမ်းနေကြလို့ပဲဖြစ်ပါလိမ့်ကျောင်းဝမ်လည်းရဲဌာနကိုအကူအညီတောင်းဖို့ဖုန်းဆက်ပေမဲ့ဖုန်းလိုင်းတွေကလည်းမမိပြန်တာကြောင့်ဒီနေရာကနေအမေဖြစ်သူရှိတဲ့အွန်ဘိုးအင်ဆိုတဲ့နယ်မျိုးလေးစီကိုထွက်ပြေးဖို့အတွက်ဆုံးဖြတ်လိုက်ပါလိမ့်ဒါမဲ့ဒီနေရာကနေအန်နယ်ကင်းနဲ့ထွက်နိုင်ဖို့ကခက်ခဲရှိနေပြန်တာကြောင့်ကျောင်းဝမ်လည်းသူကြည့်ဘူးတဲ့ရုပ်ရှင်တွေကလည်းမျိုးဇွန်ဘီတွေကြားမှာဇွန်ဘီလိုတရုပ်ဆောင်ပြီးတော့ဇွန်ဘီတွေကိုဂျင်းသိမ့်ကြမယ်လို့သမီးဖြစ်သူကိုပြောလိုက်ပါလိမ့်ဒါမဲ့ဆူဟာကတော့သူမအရန်ရှက်တတ်တာမဟုတ်လို့အဲ့လိုမျိုးရုပ်ပြက်ဆင်းပြက်ပုံစံကြီးတော့လုံးဝမလုံနိုင်ကြောင်းပြောလိုက်ပြီးဖခင်ဖြစ်သူရဲ့အကြံကိုညှင်းလိုက်ပါလိမ့်အဲ့ချိန်ရှိတဲ့မှာရှိတဲ့ဇွန်ဘီတွေကသူတို့ကိုသတိထားမိသွားတယ်လို့အနောက်ကဇွန်ဘီတွေကလည်းရောက်လာပြီးတော့ကိုင်စားတော့မလို့လုံနေကြတာကြောင့်ကျောင်းဝမ်လည်းဘာလို့မှမသိအောင်ထိတ်လန့်နေခဲ့ရပါလိမ့်အဲ့ချိန်ဘေးနားနေဂီးကားအတန်ကြီးကြားလို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့စောစောကရန်ရှက်လုံးလုံးဇွန်ဘီလိုတရုပ်မဆောင်နိုင်ပါဘူးဆိုတဲ့သမီးဖြစ်သူကခြေလေးလက်တွေကွေးချပြီးတော့မဲဇွန်ဘီတက်တောင်မှသူကပိုဇွန်ဘီနေသေးတာကိုတွေးလိုက်ရပါတော့တယ်ကျောင်းဝမ်လည်းသမီးဖြစ်သူနောက်ကနေဇွန်ဘီလိုလိုက်တရုပ်ဆောင်ပြီးတော့ဇွန်ဘီတွေကိုဇွန်ဘီလိုပြန်ချောက်လန့်ကဇွန်ဘီတွေကြားကနေတားဖားနှစ်ယောက်ကားပါကင်ဘက်ကိုဇွန်ဘီလိုရောက်အောင်သွားဖို့လှုပ်လိုက်ကြပါတော့တယ်ဒါမဲ့ကန်းဆိုးကျင်တော့လမ်းထိန်မရောက်ခင်ပါလေတရုပ်မှန်နေပေါ်သွားပြီးဇွန်ဘီတွေကသူတို့ကိုဂျင်းသိမ့်နေမှန်းတီးသွားခဲ့တာကြောင့်ကျောင်းဝမ်တို့လည်းနေရာကနေလုံးနေအောင်ထွက်ပြေးကြပါတော့တယ်အဲ့လိုပြေးပြေးနဲ့တနေရာမှာလဲကျသွားတဲ့စူအောက်ကိုအဖွားကြီးဇွန်ဘီတကောင်ကိုက်ဖို့လုပ်နေရကြောင်းကျောင်းဝမ်လည်းသမီးဖြစ်သူစားလက်ဝင်ခံပေးလိုက်ပါတယ်ဒါမဲ့ကန်ကောင်းကျင်တော့ဇွန်ဘီကအဖွားကြီးဖြစ်နေတဲ့အတွက်သွားအစ်နဲ့မကိုက်မိပဲအန်ကတ်ကြီးနဲ့သာကိုက်မိသွားခဲ့ပြီးတော့ကျောင်းဝမ်လည်းဇွန်ဘီဖြစ်မဲ့အရေးမှာလက်မတင်လေးလွတ်မြောက်ခဲ့ရပါတယ်အဲ့လိုနဲ့သားဖားနှစ်ယောက်အတူတူဆက်ပြေးလာခဲ့ကြပြီးတဲ့နောက်ကျောင်းဝမ်ကသမီးဖြစ်သူကိုလုံခြုံတဲ့တနေရာမှာပုံခိုင်းခဲ့ပြီးကားယူဖို့အရဲဆုံးထွက်လာခဲ့လိုက်ပါတယ်ကျောင်းဝမ်တယောက်ကားကိုခက်ခဲနဲ့ယူခဲ့ပြီးတဲ့နောက်မှာတော့ပုံပြီးတော့စောင့်နေသမီးဖြစ်သူကိုဝင်ခေါ်ပြီးနေရာကနေထွက်လာနိုင်လိုက်ခဲ့ပါတယ်ဒါပေမဲ့ကားပေါ်ရောက်တဲ့အခါမှာတော့သမီးဖြစ်သူရဲ့ပုံစံတစ်မျိုးဖြစ်နေတဲ့အကြောင်းကျောင်းဝမ်လည်းအံ့ဩပြီးတော့ဘာဖြစ်နေရလဲလို့သမီးဖြစ်သူကိုမေးပါတယ်ဆူဟာကသူမရဲ့လက်ကိုအင်ဂျင်နဲ့မရမကဖုံးပြီးနေတဲ့အကြောင်းကျောင်းဝမ်အတင်းယူကြည့်လိုက်တဲ့အခါမှာတော့ဆူဟာရဲ့လက်မှာကိုက်ခံထားတဲ့ရာကိုတွေးလိုက်ရပါတော့တယ်တကယ်တော့ဆူဟာတယောက်ဖခင်ဖြစ်သူကားသွားယူပြန်လာကိုစောင့်နေချိန်မှာဇွန်ဘီကလေးတယောက်ကိုက်တာကိုခံလိုက်ရတာပါကျောင်းဝမ်ကတော့သမီးဖြစ်သူကိုကြည့်နေစိတ်မကောင်းဖြစ်နေပြီးတော့ဆူဟာကလည်းသူမဇုံမီပြရတော့မှလားဆိုပြီးတော့စိုးအိမ်ထိတ်လန့်နေပါပြီကျောင်းဝမ်ကတော့စိတ်ပူနေအောင်ဖုံးကွယ်ထားလိုက်ပြီးတော့သမီးဖြစ်သူစိတ်သက်ကြာသွားမှဆိုတဲ့အတွက်စိတ်ကူးသားမှုခံရရင်တတ်တာသွားမှမလို့ဘာမှစိတ်ပူတော့သမီးဖြစ်သူကိုဖြောင်းပြလိုက်ပါတယ်ဒါမဲ့အဲ့ချိန်မှာပဲဆူဟာရဲ့ခန္ဓာကိုယ်ကပုံစံနေစတင်ပြီးတော့ပြောင်းလဲလာခဲ့ပြီးမျက်လုံးကအယောင်တွေကလည်းပျောက်သွားကတတိမေ့တော့မလို့ဖြစ်သွားခဲ့ပါတယ်ကျောင်းဝမ်ကတော့တတိထားဖို့ပြောနေပြီးတော့ဆူဟာကိုခေါ်နှိုးခဲ့ပေမဲ့ဗိုင်းရပ်စ်ကကူးစက်နှုန်းမြန်ဆန်လုံးနေရကြောင်းသိမကြခင်လေးမှာပဲဆူဟာလည်းဇွန်ဘီတကောင်ဖြစ်အသွင်ပြောင်းသွားခဲ့ရပါတော့တယ်အဲနောက်ဆူဟာကအသီးစိတ်တွေမှာရှိတော့ပဲဖခင်ဖြစ်သူကိုကိုက်ဖို့လုပ်နေတာကြောင့်ကျောင်းဝမ်လည်းကားကိုလမ်းဘေးထိုးချရက်လိုက်ပြီးတော့ဇွန်ဘီဖြစ်သွားတဲ့သမီးဖြစ်သူရဲ့တိုက်ခိုက်ခြင်းကိုအပြင်းထန်ခုခံရပါတော့တယ်ကျောင်းဝမ်လည်းဘလို့မှလုံးမရတဲ့အဆုံးမှာဆူဟာရဲ့အင်ဂျီခေါင်းစွန်းနဲ့ခေါင်းကိုကြက်နေအောင်ဆိုပေးလိုက်ပြီးကားနောက်ခန်းကိုသွားကရှေ့မှာထိုင်နေတဲ့သမီးဖြစ်သူကိုကားကပတ်ကြိုးနဲ့ထိန်းထားပြီးတော့လှုပ်လို့မရအောင်ချုပ်ထားလိုက်ပါတော့တယ်ဒါမဲ့ဆူဟာကအတင်းပြန်ယုံနေရကြောင်းအနောက်ကဆွဲထားတဲ့ရှိန်ကြောင့်ပဲကားဒက်စ်ဘုံနဲ့ခေါင်းနဲ့စောင့်ကသတိမေ့သွားခဲ့ပါတော့တယ်ဒုနဲ့ညဘက်ရောက်လာတဲ့ချိန်မှာတော့အွန်ဘိုးကြီးမှာရှိတဲ့ကျောင်းဝမ်အမေဖြစ်သူကလည်းတငယ်ချင်းတွေနဲ့တစ်ခွက်လောက်တောက်ပြီးတော့အိမ်ကိုရိုင်းတိုင်တိုင်နဲ့ပြန်လာခဲ့ပါတယ်အိမ်ထဲကိုရောက်ချင်းမှာတော့ရုတ်တရက်ကြီးသားဖြစ်သူတွေးလိုက်တာကြောင့်အဖွားလေးရန်ကိုထူးဆန်းသွားပါတယ်အဲနောက်အဖွားအကြောင်းမကြားဘာမကြားနဲ့ဟဲ့ဘလို့လို့ရောက်လာလဲလို့ကျောင်းဝမ်ကိုပြောလိုက်ပြီးမိမလေးဆိုတာလည်းသူပါမလာဘူးလားလို့မေးလိုက်တာပါကျောင်းဝမ်တော့အမှန်တိုင်းပြောပြဖို့ကလည်းခက်ခဲတဲ့အခြေအနေမို့လို့အတူပါလာပေမဲ့ဆူဟာနေမကောင်းလို့အိတ်နေဆိုပြီးတော့ပဲမဝင်မရဲလေးပြန်ပြောလိုက်ပါတယ်အဲချိန်ဖွားမိမလေးနေမကောင်းဖြစ်တယ်ဆိုတာကြားပြီးတော့စိတ်ပူသွားကြတာကြောင့်အိမ်ထဲကိုအမြန်ဝင်ကြည့်ဖို့လုပ်ပါတော့တယ်ကျောင်းဝမ်ဝင်မသွားဖို့တားမယ်လေအဖွားတော့ချီတုံခွေးပေါက်လေးဟမ်ဘလို့ဖြစ်ရတာတော့အဖွားဆိုးပြုတ်လှုပ်ပေးမယ်နော်လို့ပြောပြီးတော့စိတ်ပူတကြီးအိမ်မော်ကိုတက်သွားပါတော့တယ်အဲလိုနဲ့အခန်းတကားကိုဖွင့်လိုက်တဲ့အခါမှာတော့အခန်းတကားပစ္စည်းတွေကိုပွားသားကျဲနေအောင်ဖျက်ဆီးထားပြီးတကန်ကန်တကြီးနဲ့ရန်လိုနေတဲ့ဆူအားကိုတွေးလိုက်ရပါတော့တယ်အဖွားလည်းအစားကတော့စိတ်ပူနေမဲ့သူခန်းထဲကပစ္စည်းတွေရတာမရှိအောင်လှုပ်ထားပါမလားဆိုပြီးဆူအားကိုဘာကိစ္စနဲ့ဖွားရဲ့ပစ္စည်းတွေဖျက်ဆီးထားတာလဲသုံးစားမရတဲ့ဟာရဲ့ဆိုပြီးတော့ထားဆဲပါတော့တယ်ဆူအားကတော့ဇွန်ဘီစိတ်တွေလည်းပြန့်နှံ့နေဖြစ်လို့အဖွားတွေဘာတွေညာတွေနားမလဲတော့ပဲပြေးကြိုက်ဖို့ပဲလှုပ်တော့တာပါအဖွားလည်းမြေးပြေသူဟာသူမကိုတခါမှမဆက်ဆံမှုတဲ့ပုံစံကြီးနဲ့
မတ်ရိုင်းတွေလုံနေရပါမလားဆိုပြီးတော့ဇွန်ပြီးတော့ဘာတော့ညာတော့နားမလဲတော့ပဲလက်ဆွဲတော့နောင်မယားနဲ့သူမကိုပြေးလာကိုက်ဖို့လုပ်တဲ့စူအကောင်းကိုခက်ပြင်းပြင်းလေးတစ်ချက်တီးပေးလိုက်ပါတော့တယ်နောက်မယားဆိုတော့နောက်ကျောမရအောင်ကုတ်တဲ့ဒုတ်တံမလို့နောက်မယားလို့ခေါ်ခြင်းဖြစ်ပါတယ်အဲ့တော့စူကလည်းလူရောက်100လောက်ကိုတစားစီကိုက်ဖြတ်နိုင်တဲ့ဇွန်ပြီးဖြစ်နေအသွင်ပြောင်းသွားပြီဖြစ်ပေမဲ့ငယ်ကလေးကအတီးခံခဲ့ရတဲ့အဖွားဖြစ်သူရဲ့နောက်မယားလက်ချက်နဲ့ပဲခြားလေအောင်မူးဝေသွားခဲ့ရပြီနေရာမှာလဲကျသွားတော့တာပါအဲ့နောက်မှာတော့ကြောင်ဝမ်လည်းအိမ်မော်တက်လာခဲ့ပြီးတော့အကျိုးကြောင့်အလုံးကိုအမေဖြစ်သူကိုရှင်းပြလိုက်ပါတယ်အဖွားတော့မွေးနေကြီးမှာအခုလိုမျိုးတွေကြုံခဲ့ရလားဆိုပြီးတော့မြီးမလေးတို့စိတ်မကောင်းစွာနဲ့အော်ငုံနေခဲ့ပါတယ်အဲ့နောက်မှာတော့ကြောင်ဝမ်လည်း virus အကြောင်းနဲ့ပတ်သက်ပြီးတော့ဆိုးဘက်ကသတင်းတွေထုတ်ပြန်နေတာကြောင့်အမေဖြစ်သူကိုငိုတာကိုခဏရက်ခိုင်းလိုက်ပြီးတော့သတင်းကိုဆက်နာထောင်နေလိုက်ပါတယ်သတင်းထဲမှာတော့ဆိုးရအာနာပိုင်တွေနေတဲ့ virus ကူးစက်ပြန်ပွားမှုနှုန်းကိုအမြန်ဆုံးရော့ကျအောင်လို့အထူးတပ်ဖွဲ့နဲ့ပူးပေါင်းပြီးစွမ်းကုန်ဆောင်ရွက်နေပြီဖြစ်ကြောင်းနဲ့ပြည်သူလူထုနေနဲ့ကလည်းကိုမိသားစုဝင်ထဲမှာကူးစက်ခံရသူရှိရင်အစိုးရဘက်ကိုချက်ချင်းအကြောင်းကြားမှာဖြစ်ပြီးတော့နီးကပ်ထီးတွေ့ခြင်းတွေကိုထူးဆောင်ခြင်းမှုတို့အတိပေးပြောကြားနေခဲ့တာပဲဖြစ်ပါတယ်။ကြောင်ဝမ်လည်းခုတိုင်းနေလို့တော့မဖြစ်တာမလို့တကူအလုံးမှရမယ်ဆိုပြီးနောက်မနက်မှာပဲစိုးကိုပြန်သွားကသမီးဖြစ်သူကိုပါဆေးကုသပေးဖို့အတူခေါ်လာခဲ့လိုက်ပါတယ်။ဆေးရုံရောက်တဲ့အခါမှာတော့စူဟာကိုကားပေါ်ခဏချန်ထားခဲ့ပြီးကြောင်ဝမ်ကသူတယောက်တည်းအရင်ဝင်သွားကအခြေအနေတွေကိုတစ်ချက်ဝင်ရှိုးကြည့်လိုက်ပါတယ်။ဆေးရုံထဲမှာတော့ဇွန်ဘီတိုက်ခိုက်ခြင်းခံထားတဲ့လူနာအများပြားနဲ့ virus ကူးစက်ခံထားပြီးတော့ဇွန်ဘီအဖြစ်အသွင်ပြောင်းသွားတဲ့လူငယ်လေးတယောက်နဲ့တူသူ့ရဲ့မိခင်လည်းရှိနေခဲ့ပါတယ်။ဆရာဝန်တွေကတော့မိခင်ဖြစ်သူကိုကူးစက်ခံသူနဲ့အဝေးမှာနေဖို့ပြောရင်မိခင်ဖြစ်သူကတော့သူမရဲ့သားလေးကဘာမှမဖြစ်တာမလို့အဝေးမသွားနိုင်ဘူးဆိုပြီးတော့ခေါင်းမာနေတာပါ။အချိန်ထူးတပ်ဖွဲ့လည်းရောက်လာပြီးတော့ကူးစက်ခံသူကိုပြစ်တတ်ဖို့အတွက်ပြစ်မိန်လည်းရလာတာမလို့ဘေးကိုဖယ်နေဖို့ထပ်ပြောလိုက်ပေမဲ့လည်းမိခင်ဖြစ်သူကတော့သူမသားလေးမှာဘာပြဿနာမှမရှိပဲသားလေးကလန့်နေလို့ပါဆိုပြီးတော့ပဲသားဖြစ်သူဘာမှမလုပ်ဖို့အတွက်အထူးတပ်ဖွဲ့တွေကိုပြန်ပြီးတော့ပြောခဲ့ပါတယ်။ဒါပေမဲ့အချိန်မှာပဲသူမနောက်မှာရှိနေတဲ့သားဖြစ်သူဇွန်ဘီကသူမလည်းပင်ကိုထပြီးတော့ကိုက်ထက်လိုက်တာကြောင့်အထူးတပ်ဖွဲ့တွေလည်းပြည်သူတွေကိုဘေးမြန်ဖယ်ခိုင်းပြီးတော့ဇွန်ဘီတွင်ပြောင်းသွားတဲ့သားဖြစ်သူရောထပြီးတော့ကူးစက်ခံရတဲ့အမိခင်ရောကိုပါနေရာထဲမှာပဲပြစ်တက်ပြီးတော့တုံ့တင်ရှင်းလင်းလိုက်ရပါတယ်။ဒီမြင်ကွင်းမြင်လိုက်တဲ့ဂျောင်ဝမ်ကတော့ဒီပုံစံတိုင်းဆိုရင်ဇွန်ဘီဖြစ်နေသူသမီးကိုလည်းတတ်ကြတော့မှဖြစ်တဲ့အတွက်ဘာမှစဉ်းစားမနေတော့ပဲစူအားကိုအမေဖြစ်သူအိမ်ကိုပဲပြန်ခေါ်လာခဲ့လိုက်တော့တာပါ။ဂျောင်ဝမ်ပြောင်းလာတဲ့အချိန်မှာတော့မေဖြစ်သူကမြီးမလေးစူဟာဇွန်ဘီတွင်ပြောင်းသွားတဲ့ကိစ္စကိုတငယ်ချင်းဖြစ်သူစီဖုန်းဆက်ပြီးတော့မဲဖောက်တယ်ပြန်ချနေခဲ့တာပါ။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲတစ်ဖက်ကနားကြားမှားပြီးတော့ဇွန်ဘီဖြစ်တာကိုပွေးဆွဲနေတာလို့ကြားပြီးတော့ပွေးဆွဲဟဲ့ဈေးုံမှာသာသွားပြလိုက်ဖို့ပြန်ပြီးတော့အကြံပေးခဲ့ပါတယ်။အဲချိန်ဂျောင်ဝမ်မိခင်ဖြစ်သူလက်ထဲကဖုန်းကိုဆွဲလုလိုက်ပြီးတော့ဒီကိစ္စဘယ်သူမှမပြောဘဲနဲ့ဖုန်းဖိထားရမယ်လို့သတိပေးလိုက်ပါတယ်။အဲချိန်တိုင်းဆိုင်မဲ့အစိုးရဘက်ကကူးစက်ခံသူကိုအိမ်ထဲထည့်ထားပြီးတော့ဖုန်းဖိထားလို့ရှိရင်ပြစ်မှုမြောက်ကြောင်းနဲ့ကူးစက်ခံသူတွေရှိလာရင်လည်းချိန်မီဖုန်းဆက်ပြီးတော့အကြောင်းကြားဖို့အတွက်ဖုန်းနံပါတ်တစ်ခုချပေးထားတဲ့သတင်းတစ်ပုဒ်ကို TV ကနေတင်ဆက်နေပါတယ်။အဲ့နောက်မှာတော့ဂျောင်ဝမ်လဲစူဟာတို့လိုအသွင်ပြောင်းသွားတဲ့ဇွန်ဘီတွေကိုအစိုးရဘက်ကတွေ့တာနဲ့တပ်ပစ်တာဖြစ်ကြောင်းအမေဖြစ်သူကိုရှင်းပြပြီးဒီကိစ္စအတွက်လည်းတစ်ခုလုပ်ဖို့ခက်ခဲနဲ့ဆုံးဖြတ်ချက်ချလိုက်ရပါတယ်။ဂျောင်ဝမ်သူများလက်နဲ့အသက်ခံရတဲ့ဆိုင်တော့သူသမီးကိုသူ့လက်နဲ့ပဲကိုယ်တိုင်ရှင်းပြပြီးအိမ်ထဲမှာပဲမြေမြုပ်လိုက်ဖို့စီစဉ်ခဲ့တာပါ။ဂျောင်ဝမ်အသစ်ပင်မှာကျိုးနဲ့တုတ်ထားတဲ့သမီးဖြစ်သူစိတ်ကျင်းနဲ့စူဟာရေးဘေးတောင်းပန်ပါတယ်ဆိုပြီးတော့မျက်ရည်တွေနဲ့ပြောလိုက်ပါတယ်။အဲနောက်ကော်ပြားကိုကောက်ယူလိုက်ပြီးတော့အားပြင်းပြင်းနဲ့ရိုက်ချဖို့လုပ်ချိန်မှာတော့သမီးဖြစ်သူစူဟာလေးရဲ့ဖြူစင်တဲ့မျက်နှာလေးနဲ့ကလေးတယောက်လိုသူ့ကိုအမြဲတမ်းကြည့်နေတတ်တဲ့အကြည့်တွေကိုပြန်ပြီးတော့မြင်အောင်လာခဲ့ပါတော့တယ်။ဂျောင်ဝမ်လည်းစိတ်ကိုပြန်တင်းထားလိုက်ပြီးတော့ရိုက်ချဖို့လုပ်ချိန်မှာတော့အမေဖြစ်သူကလည်းနောက်ကနေအဲ့ဒီလိုမလုပ်ဖို့အသက်ကုန်អော်ပြီးတော့တားနေခဲ့ပါတယ်။ဒါမဲ့အချိန်မမီတော့ပဲဂျောင်ဝမ်ကတော့အားပြင်းပြင်းနဲ့ရိုက်ချလိုက်ပြီးပဲဖြစ်ပါတယ်။ဒါမဲ့ဂျောင်ဝမ်ရိုက်ချလိုက်တာကတော့စူဟာကိုမဟုတ်ပဲမြေကြီးပေါ်ပါ။ဂျောင်ဝမ်တယောက်ဘလို့ပဲစိတ်ကိုတင်းပြီးတော့ဆုံးဖြတ်ဒီကိစ္စမှာဂျောင်ဝမ်မဟုတ်ပဲတခြားသူတွေဆိုရင်လည်းဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ကိုသားသမီးကိုသွေးသားကိုလက်နဲ့ကိုပြန်တတ်ဖို့ကတော့လူစိတ်ရှိတဲ့သူတိုင်းလုံးဝမလုံနိုင်တဲ့အရာဖြစ်နေတာကြောင့်လူတွေကလူပဲဖြစ်တဲ့ဂျောင်ဝမ်လဲသမီးလေးစူဟာကိုဘယ်လို့မှတတ်ပြစ်ဖို့ဆိုတာကတော့အဝေးကြီးပါပဲ။အဲနောက်မှာတော့ဂျောင်ဝမ်လဲဘာဆက်လို့မှမသိတော့ပဲသမီးလေးကိုဖတ်ကရှုံးပွဲချငိုပါတော့တယ်။သမီးလေးကလည်းလာဖတ်တဲ့ဖေးကိုတကိုက်လောက်လေးပြန်ကိုက်ပေးဖို့လုပ်နေရကြောင်းဂျောင်ဝမ်လဲငိုနေရနဲ့ပဲသူ့မကိုက်ဖို့တားထားလိုက်ရပါသေးတယ်။အဲချိန်နောက်မှရှိတဲ့အဖေဖေသူကငိုနေတဲ့ဂျောင်ဝမ်နဲ့ကိုက်ဖို့လုပ်နေတဲ့စူဟာကိုလက်ဆွဲတော့နောင်မရနဲ့တစ်ချက်စီထားပြီးတော့တီးပါတော့တယ်။ဂျောင်ဝမ်ခေါင်းပို့ပြီးတော့သူ့ဘာလို့လိုက်တာလဲလို့ငိုတိုင်းနဲ့မေးတဲ့အခါအမေဖေသူကမြေကြီးပေါ်ကျနေတဲ့ဂေါ်ပြားကိုကောက်ဆွဲပြီးတော့ဂျောင်ဝမ်မလုံနိုင်ရင်သူမကိုယ်တိုင်လှုပ်ပေးမှာမလို့ဘေးကိုခဏဖယ်ပေးနေဖို့ပြောလိုက်ပါလေ။အဲချိန်တစ်ပင်မှာကျိုးနဲ့တုတ်ခံထားတဲ့စူဟာလည်းအဖေဖြစ်သူတုန်းကတကယ်မလုံနိုင်မှန်းသိလို့တကန်းကန်းနဲ့ရန်လိုနေပေမဲ့ငယ်ကလေးကရင်းနှီးမှုတဲ့လက်ဆမသိတဲ့အဖွားကတော့တကယ်စော်တော့မှကိုသိနေရကြောင်းအောက်ကနေမျက်နှာငယ်လေးနဲ့မောကြည့်နေခဲ့တာပါ။ဂျောင်ဝမ်ကလည်းဘီချတော့မဲ့အမေဖြစ်သူကိုဆွဲခေါ်သွားပြီးတော့နောက်တစ်မျိုးတော့စဉ်းစားကြည့်အောင်ပါဖြစ်လို့စိတ်လိုက်မှန်းပါမလုပ်ဖို့ကိုအသေးအံတားလိုက်ရပါတယ်။အဲနောက်သားမီးညောင်ဟိုလိုလုံးမယ်ဒီလိုလုံးမယ်နဲ့စကားတွေများနေကြတော့မှစူဟာကတော့တုတ်ထားတဲ့ကြိုးကိုရအောင်ဖြီးပြီးတော့နေရာကနေထွက်ပြေးသွားပါတော့တယ်။ဂျောင်ဝမ်တို့လည်းစူဟာကိုလွတ်သွားတဲ့အတွက်ခေါင်းမီတောက်သွားကြပြီးရွာတွေကနေရာနဲ့မှာအပြေးလိုက်ရှာကြပြန်ပါတယ်
ချိန်တော်ကြာရှာလိုက်ပြီးတဲ့နောက်မှာဆူအားကိုလုံးဝရှာလို့မတွေ့ခဲ့တာကြောင့်ကျောင်းဝမ်လည်းနေရာတစ်ခုကိုသတိရပြီးတော့အဲ့နေရာကိုထပ်သွားလိုက်ရပြန်ပါတယ်အဲ့နေရာကအွန်ဘုံရွာလေးရဲ့ကမ်းဆက်တနေရာမှာရှိတဲ့ဂိုတောင်ဟောင်းကြီးပဲဖြစ်ပါတယ်ကျောင်းဝမ်တော့ဂိုတောင်ထဲမှာဆူအားတကယ်ပဲရှိနေအောင်ကိုတီးသွားပြီးတဲ့နောက်သူသမီးကအသက်ရှင်ပြီးအသိစိတ်ရှိနေသေးလို့သာငယ်ငယ်ကအဖွားဖြစ်သူနဲ့အတူလာကစားမှုတဲ့ဒီဂိုတောင်ကြီးကိုမှတ်မိနေတာဖြစ်နိုင်ကြောင်းအမေဖြစ်သူကိုပြောလိုက်ပါတယ်အမေဖြစ်သူကတော့ခြေဦးတရားလျှောက်လိုက်နဲ့ဒီနေရာခဏဝင်နေတာဖြစ်နိုင်ကြောင်းပြန်ပြောပေမဲ့ကျောင်းဝမ်ကတော့ဆူအားကအမေရဲ့နောက်မရကိုရမ်းကြောက်တာမယုံရင်ပြကြည့်လိုက်ဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်အဲ့ချိန်တကယ်ပဲအသိစိတ်အားလုံးပြောင်းမသွားသေးတဲ့ဆူအားကအဖွားဖြစ်သူရဲ့နောက်မရကိုမြင်ပြီးတော့အနောက်ကိုတွန်းဆုပ်လို့သွားခဲ့ပါတယ်အဲ့ချိန်မှာကျောင်းဝမ်ကဒီတက်ပို့ပြီးတော့တေးကြောင်စမ်းသပ်ကြည့်ဖို့အတွက်ဆူအားအကလေးကျင်နေကြတချင်းကိုဖုန်းနဲ့အတန်ကုန်ဖွင့်ပြပေးလိုက်ပါတယ်ဆူအားလည်းအစားတော့ဘာမှမတုံ့ပြန်မှတချင်းတန်ကိုခက်ကြဲကြဲကြားလိုက်ရတဲ့အခါမှာတော့ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းနဲ့လှုပ်ရွလာခဲ့ပြီးလူကောင်းတုံးကလို့မဟုတ်တဲ့ဇွန်ဘီဗားရှင်းလေးနဲ့ပဲတချင်းတွေကကွက်တွေကိုတကွက်မှမလွတ်အောင်ထပြီးတော့ကပါတော့တယ်ကျောင်းဝမ်ကတော့ဇွန်ဘီဖြစ်ပြီးကနေသူအမေမြင်ဘူးလို့လားဆူအားမညံရှိနေသေးတယ်သူအသက်ရှင်နေသေးတယ်လို့မျက်ရည်တွေနဲ့ပြောလိုက်ပြီးသမီးဖြစ်သူနဲ့တူလိုက်ကပါတော့တယ်ဒုနဲ့ညာဘက်ရောက်တဲ့အခါမှာတော့ကူးစက်မြန်တဲ့ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးပညာရှင်တွေပြောကြားချက်ကိုဆိုရှယ်ပေါ်မှာတင်ဆက်ထားတဲ့သတင်းတွေကိုကျောင်းဝမ်လည်းစိတ်ဝင်စားကြည့်နေခဲ့ပါတယ်ဒီဗိုင်းရပ်စ်ပိုးကို GAR ဗိုင်းရပ်စ်လို့ခေါ်ပြီးတော့ဗိုင်းရပ်စ်ကကူးစက်ခံသူရဲ့အုံနောက်ကိုဖျက်ဆီးပစ်ပြီးတော့ရုပ်ရှင်တွေကဇွန်ဘီတကောင်လိုပဲပင်ကိုဗီဇစိတ်ပဲကြံရှိနေစေခဲ့တာမျိုးပါလက်ရှိမှာတော့အိန္ဒိယသုတေသနပညာရှင်ဖွဲ့ကနေစမ်းသပ်မှုတစ်ခုပြုလုပ်ထားခဲ့ပြီးအဲ့ဒီ GAR ဗိုင်းရပ်စ်ကိုကူးစက်ခံထားတဲ့ကြွက်တကောင်ရဲ့အုံနောက်အပြင်လွှာကိုလှုံ့ဆော်ပေးပြီးတဲ့နောက်မှာအဲ့ဒီကြွက်ကမှတ်ဉဏ်နေပြန်လည်ရရှိလာပြီးတော့ဗိုင်းရပ်စ်ပိုးကိုအားနည်းသွားစေနိုင်ကြောင်းကိုတွေ့ရှိထားခဲ့တာပဲဖြစ်ပါတယ်။ကျောင်းဝမ်ကတော့အဲ့သတင်းကိုကြည့်ပြီးတော့သူပြောသလိုပဲလူကောင်းဖြစ်ခဲ့တော့ကမှတ်ဉဏ်တွေကိုပြန်မှတ်မိလာအောင်လှုံ့ဆော်ပေးနိုင်ရင်ဗိုင်းရပ်စ်ပိုးကအလိုလိုအားနည်းပြီးတော့တက်တာလာနိုင်ကြောင်းအမေဖြစ်သူကိုဝမ်းသာအားနဲ့ပြန်ရှင်းပြနေလိုက်ပါတယ်။အမေဖြစ်သူကတော့သူ့ဒေသနာတွေဘာမှလာရှင်းပြနေကြမလို့ပဲသူမလှုပ်ချင်တဲ့စမ်းသပ်ချက်ကတော့အရင်ကဆူဟာရမ်းကြိုက်ခဲ့တဲ့သူမလက်ရကြက်ဥထမင်းကိုကောင်းကောင်းစားလိုက်ရင်မှတ်ဉဏ်ရှိသေးတယ်လို့ယူဆမှာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။အဲ့နောက်အဖွားကကြက်ဥထမင်းကိုဇိုးနဲ့ခတ်ပြီးအေးဒါစားရင်ငါမြည်ဒါမစားရင်ဇွန်ဘီပဲလို့ပြောလိုက်ကဆူဟာရှိတ်ကိုထိုးပေးလိုက်ပါတယ်။ဆူဟာကထမင်းကိုနှာခေါင်းနဲ့သေးချာနမ်းကြည့်ပေမဲ့လုံးဝမစားဘဲနဲ့မျက်နှာလွှဲသွားခဲ့တာကြောင့်ကျောင်းဝမ်လည်းအတော်လေးစိတ်သက်သာသွားခဲ့ရပြီးအဖွားကလည်းမင်းပြောသလိုမဖြစ်နိုင်တော့ယုံမိလားလို့ကျောင်းဝမ်ကိုပြောပြီးတော့လက်မှန်ကြာသွားခဲ့ရပါတယ်။ဒါမဲ့ဆူဟာကကြက်ဥထမင်းကိုတော့မစားပေမဲ့နှာခေါင်းရှုံရှုံလှုပ်ပြီးတော့သူမရှိတဲ့ကဟင်းပွဲကိုငမ်းမရနဲ့အနံ့ခံနေတာကြောင့်ကျောင်းဝမ်တို့လည်းအံ့ဩသွားခဲ့ရပြန်ပါတယ်။တကယ်တော့ဆူဟာကကြက်ဥထမင်းကိုမစားပေမဲ့အမဲဥဟင်းပွဲကိုရတာတွေးပြီးအငမ်းမရထိုင်စားနေခဲ့တာပါ။ကျောင်းဝမ်တို့သားမိလည်းဒီချိန်နေတိုင်းသာဆိုတိတ်အဆိုးကြီးလည်းမဟုတ်သေးတာကြောင့်မှန်ညံရှိရင်ဇုံမီမဟုတ်ဆိုတဲ့ကိုပိုင်စကပုံနဲ့ပဲသားမိနှစ်ယောက်ကိုယ့်အကူဖြေသိမ့်နေလိုက်ကြပါတယ်။အဲ့လိုနဲ့ခဏလောက်ကြာမှာတော့ကျောင်းဝမ်တို့အိမ်လူတယောက်ရောက်လာပါတယ်။အဲ့လူကကျောင်းဝမ်ရဲ့ငယ်တငယ်ချင်းဒုံဘယ်ပဲဖြစ်ပြီးတော့လက်ရှိမှာတော့ဒုံဘယ်ကရွာရဲ့စိတ်မှုဖြစ်တဲ့တာဝန်ထမ်းဆောင်ကရွာမှာပဲစီးဆိုင်လေးဖွင့်ပြီးတော့တံမွေးဝမ်းကျောင်းအတွက်ရုံးကန်နေတဲ့သူပဲဖြစ်ပါတယ်။ဒုံဘယ်ကဆိုင်းမစင်းဘုံမစင်းရွာကိုပြန်လာတဲ့တငယ်ချင်းဖြစ်သူကိုနှုတ်ဆက်ပြီးတဲ့နောက်ကျောင်းဝမ်ရဲ့သမီးလေးဆူအားကိုတန်းပြီးတော့မေးလိုက်ပါတယ်။ကျောင်းဝမ်တို့လည်းကြောက်ကြောက်လန့်လန့်နဲ့ပဲအော်ဆူအားအိပ်ပျော်သွားပြီလို့လိန်ပြောလိုက်ပေမဲ့ဒုံဘယ်ကတော့အခန်းထဲကနေလှုပ်ရှားနေပုံကြီးကိုမြင်လိုက်တာကြောင့်ဆူအားရေးဆိုပြီးတော့အခန်းတကားကိုဆွဲဖွင့်ချလိုက်ပါတော့တယ်။အဲချိန်ခန်းထဲမှာအမဲဥဟင်းကိုအားပါထိုင်ကျုံးပြီးတော့ကျောင်းပဲဖွယ်မျက်နှာကြီးနဲ့ဆူအားကိုတွေးလိုက်ရတာကြောင့်ဒုံဘယ်လည်းရန်ကိုထိတ်လန့်သွားခဲ့ရပြီးဖုန်းလာလို့စကားထွက်ပြောဦးမယ်လို့ရွှီကအိမ်ပြင်ကိုပြီးထွက်သွားပါတော့တယ်။အိမ်မြောက်တဲ့အခါမှာတော့ဒုံဘဲကရေးပေါ်တိုင်ကြားစီဖုန်းခေါ်ပြီးတော့စုံမီတကောင်ရှိနေရကိုအကြောင်းကြားဖို့လှုပ်ပါတော့တယ်။အဲချိန်အကြောင်းသီးလို့နောက်ကနေလိုက်လာတဲ့ကျောင်းဝမ်ကဒုံဘဲကိုအဲ့လိုမလုပ်ဖို့တားလိုက်ပြီးတဲ့နောက်အဖြစ်မှန်တွေကိုပြောပြလိုက်ပြီးတော့လက်ရှိချင်းဒီမှာဆိုရင်လဲဆူဟာကမှတ်ဉဏ်တွေရှိနေသေးတဲ့အတွက်အစားလဲကောင်းကောင်းစားပြီးတော့လူကောင်းဖြစ်ချိန်တုန်းကလေးကျင်နေတာတချင်းနဲ့တောင်ကောင်းကောင်းကနိုင်ကြောင်းကိုပြောပြလိုက်ပါတယ်။ဒုံဘဲကတော့ကျောင်းဝမ်ရဲ့စကားတွေကိုလုံးဝမယုံကြည်နိုင်ပဲဖြစ်နေတဲ့အတွက်ကျောင်းဝမ်လဲဒုံဘဲရဲ့ဈေးဆိုင်ထိလိုက်သွားပြီးတော့ဆူဟာကထားတဲ့ဗီဒီယိုတွေကိုပါဖွင့်ပြပေးနေရပါတယ်။ဒုံဘဲကတော့ကျောင်းဝမ်ဘယ်လိုပဲရှင်းပြပါစေသူမျက်စိထဲမှာတော့ဆူဟာကနေရာကိုထရိန်နူဘူဆန်နဲ့ကဇုံပြီးတဲ့လူကိုလိုက်ကိုက်ရှင်လို့လုပ်နေတဲ့ပုံစံလိုပဲမြင်နေမိတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ကျောင်းဝမ်တို့အိန္ဒိယသုတေသနအဖွဲ့ရဲ့ရှာဖွေတွေ့ရှိလာတဲ့စမ်းသပ်ချက်တွေကိုပါထပ်ရှင်းပြလိုက်ပြီးဆူဟာကိုလည်းမှတ်ဉဏ်တွေပြန်ရပြီးတော့ဗိုင်းရပ်စ်ပိုးတွေအားနည်းသွားအောင်လို့တဖြည်းဖြည်းနဲ့မှန်မှန်လေ့ကျင့်ပေးချင်တာဖြစ်ကြောင်းကိုပါထပ်ပြောပြလိုက်ပါတယ်။ဒုံဘဲကတော့ဇုံပြီးတကောင်ရင်ကျေးလောင်လို့လေ့ကျင့်ပေးမယ်ဆိုတဲ့တန်ငယ်ချင်းရဲ့စကားကြောင့်ကြားရတာဦးကြောင်ကြောင်ကြီးဖြစ်နေခဲ့တာပါ။ဒါပေမဲ့ကျောင်းဝမ်လက်မလျှော့သေးပဲနဲ့သူတို့ရဲ့တရိတ်ဆန်ဥယျာဉ်ကိုနောက်ဆုံးရောက်လာတဲ့ကြားကြီးထဲယန်းကိုအရန်ဆိုးလို့တာဝန်ရှိသူတွေကပြန်လွှတ်ဖို့လုပ်ခဲ့မယ်။နောက်ပိုင်းမှာတော့သူ့ရဲ့လေ့ကျင့်ပြသပေးမှုတွေကြောင့်တဖြည်းဖြည်းတိုးတက်လာပြီးတော့လူတွေနဲ့ရင်းနှီးမှုရအောင်လုပ်ပေးနိုင်ခဲ့ကြောင်းကိုထပ်ပြောရပြန်ပါတယ်။ဒုံဘဲကတော့ဇွန်ဘီနဲ့ကြားဆိုတာဘာမှမဆိုင်ပဲတက်စီတာဖြစ်ပြီးတော့ယောဂကူးစက်ခံရသူမရှိတဲ့သူတို့ရဲ့အွန်ဘုံရွာလေးကိုလည်းငဲ့အောင်မှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူဆိုရင်ဆိုရညွှန်ကြားချက်ကိုလိုက်နာပြီးစူအားကိုတာဝန်ရှိသူတွေလက်ထဲအပ်ပေးလိုက်ဖို့ပဲပြန်ပြီးတော့တွန်းအားပေးခဲ့ပါတယ်။ကျောင်းဝမ်တော့ဘယ်မိဘကိုသားသမီးကိုလက်မလျှော့နိုင်တာဖြစ်လို့ဒုံဘဲဆိုရင်ကိုသားသမီးကိုခုလိုမျိုးအဖြစ်ခံပါလားဆိုပြီးတော့ပြန်မေးလိုက်တာပါ။
ချိန်ဒုံဘဲကတော့သူ့မှာသားသမီးရှိဖို့နေတာမိမတော်မရှိတာဖြစ်လို့ဘယ်လိုလုပ်ပေးရမလဲဆိုပြီးတော့ပြန်ပြောခဲ့တာကြောင့်ကျောင်းဝမ်လည်းဆက်ပြောစရာစကားတွေပျောက်ဆုံးသွားပါတယ်တပတ်မှာတော့ဖွားဖြစ်သူကစူအားကိုရေချိုးတန်းစင်ပေးပြီးတော့ခေါင်းမှာလျှော်ပေးနေကြတာပါအဖွားကမြီးမလေးကိုကြေးနဲ့တရှုံရှုံနဲ့ငိုနေပြီးတနာနေပေမဲ့မြီးမလေးကဂန်းဂန်းနဲ့ထားကိုက်ဖို့လုပ်နေတာကြောင့်တနာတော်ခဏရက်ပြီးတော့ခေါင်းကိုရေထဲနှစ်ပေးထားလိုက်ရပါတယ်အဲလိုနဲ့ကျောင်းဝမ်တယောက်အိမ်ကိုပြန်လာတဲ့အချိန်မှာတော့စူအားလည်းကောင်းကောင်းအိပ်ပျော်နေခဲ့ပြီပဲဖြစ်ပါတယ်အဖွားတော်မြီးမလေးကိုဘေးကနေထိုင်ကျင်းနဲ့ရေမိုးချိုးဘိုက်ဝအောင်စားပြီးတော့ကောင်းကောင်းအိပ်ပျော်သွားရှာတယ်ဆိုပြီးတော့ကျောင်းဝမ်ကိုပြောပြလိုက်ပါတယ်ကျောင်းဝမ်လည်းမနှက်ဖြန်မနှက်စောစောထပြီးတော့ဒီနေရာထွက်သွားဖို့ကိုဒုံဘဲကသတိပေးလိုက်တဲ့ကိစ္စကိုမေဖြစ်သူကိုစိတ်မကောင်းစွာနဲ့ပြန်ပြောပြပြီးစောစောအိပ်ရာဝင်လိုက်ပါတော့တယ်အဲ့လိုနဲ့နောက်နေ့မနက်စောစောရောက်တဲ့အခါမှာတော့ကျောင်းဝမ်လည်းသူ့အိမ်ရှိမှစောစီရောက်နေဒုံဘဲကားကိုတွေးလိုက်ရပါတယ်ကျောင်းဝမ်လည်းတငယ်ချင်းဖြစ်သူကိုခေါ်ပြီးတော့စကားပြောဖို့လှုပ်ချိန်မှာတော့ဒုံဘဲကကျောင်းဝမ်တို့တွေထွက်သွားစရာမလိုတော့ကြောင်းကိုပြန်ပြောခဲ့တာပါမနီနာကျောင်းဝမ်ပြန်သွားပြီးတဲ့နောက်မှာအမေရိကဆေးဌာနမှာလှုပ်နေတဲ့အကိုတယောက်စီကနေဒုံဘဲတယောက်သတင်းကောင်းတစ်ခုကြားခဲ့ရပါတယ်အဲ့ဒါက GER virus အတွက်ဖြေဆေးကို trace နေနဲ့စမ်းသပ်ပြီးတဲ့နောက်မှာတော့အောင်မြင်မှုရှိမရှိကိုအဖြေရတော့မှာဖြစ်ကြောင်းနဲ့စမ်းသပ်မှုအောင်မြင်ပြီးရင်လည်းရေးပေါ်အသုံးပြုခွင့်ချက်ကိုရှောက်ထားတော့မှာဖြစ်လို့ဈေးထွက်လာတဲ့အချိန်ကျရင်ထုတ်လုပ်တဲ့ကုမ္ပဏီကရှယ်ယာများများဝယ်ပြီးဖြေဆေးကိုလွယ်တကူရရှိနိုင်တော့မှာဖြစ်ကြောင်းဒုံဘဲကဂျောင်ဝမ်ကိုပြန်ပြောခဲ့လိုက်ပါတယ်။ဂျောင်ဝမ်လည်းတငယ်ချင်းဖြစ်သူရဲ့စကားကြောင့်ရန်ကိုဝမ်းသာသွားခဲ့ရပြီးဒုံဘဲကတော့အရာပြင်ဖြေဆေးမရခင်ချိန်ထိစူအားအတွက်မှတ်ဉာဏ်လုံဆောင်မှုလေးကျင်တွေမှာသူရောအတူတူပါဝင်ကူညီပေးမှာဖြစ်ကြောင်းဂျောင်ဝမ်ကိုထပ်ပြီးတော့ပြောပြလိုက်ပါတယ်။ဂျောင်ဝမ်တော့တခုဖြစ်လာရင်ဒုံဘဲကိုလည်းအမှုပတ်တာတွေထိခိုက်တာတွေရှိလာနိုင်တာကြောင့်အလောက်ထိမလုပ်ဖို့ပြောပေမဲ့ဒုံဘဲကတော့တငယ်ချင်းဆိုတာအခုလိုရေးကြုံမှမကူညီရင်ဘယ်အချိန်ကူညီရမလဲလို့ပြန်ပြောလိုက်ပြီးစူအားအချိန်တွေကလည်းကောင်းကောင်းတက်အပ်မပြောနိုင်သေးတာကြောင့်ဂျောင်ဝမ်မှာထိခိုက်မှုရှိလာရင်သူကူညီရမှာဖြစ်လို့ဘေးနားနေအများတန်းရှိနေပေးမှာဖြစ်ကြောင်းကိုပြောလိုက်ပါတော့တယ်။အလိုနဲ့ညနေဘက်ကိုရောက်တဲ့အချိန်မှာတော့ဂျောင်ဝမ်တို့သားဖားနဲ့တူဒုံဘဲလေးလိုက်လာခဲ့ပြီးတော့သူတို့နေတဲ့ရွာလေးရဲ့တစ်ဖက်ကမ်းမှာစူအားအတွက်လေးကျင်ပေးဖို့ထွက်လာခဲ့လိုက်ကြပါတယ်။ပထမဆုံးနေတဲ့ဂျောင်ဝမ်ကဒုံတစ်ချောင်းမှာလက်အိတ်ဆိုပေးပြီးစူအားရှိမှပြထားလိုက်ပါတယ်။အဲနောက်လက်အိတ်ကိုမကိုက်ဖို့ပြောပြီးတော့သူစကားကိုနားထောင်လာအောင်လေးကျင်ပေးခဲ့မယ်။စူအားကလက်အိတ်ကိုကိုက်ချလိုက်ပြီးအနောက်မှာရှိနေဒုံဘဲကကိုက်ဖို့ထပ်လုပ်နေတာကြောင့်ဒုံဘဲလည်းထွက်ပြေးရပါတော့တယ်။အဲချိန်ဂျောင်ဝမ်ကဇုံမီတကောင်ကြောပေးလိုက်ရင်အားလုံးအဆုံးသတ်ပြီပဲလို့ပြောလိုက်တာကြောင့်ဒုံဘဲလည်းထွက်မပြေးရတော့ပဲစူအားနဲ့မျက်နှာချင်းဆိုင်နေလိုက်ပါတယ်။ဒါပေမဲ့မျက်နှာချင်းဆိုင်လို့လည်းမရပြန်မဲ့စူအားလိုက်ကိုက်နေပြန်တာကြောင့်ဒုံဘဲလည်းကြောမပေးရပဲနောက်ပြန်ထွက်ပြေးရပါတော့တယ်။နောက်ထပ်လေးကျင်ကန်တစ်ခုအနေနဲ့ကတော့လူမှုဆက်ဆံရေးကောင်းအောင်လေးကျင်ပေးမှာပဲဖြစ်ပါတယ်။ဂျောင်ဝမ်ကစူအားကိုမျက်လုံးတစ်ဖက်ကိုနှစ်ချက်မိတ်ပြပြီးတော့ဒါတရားရောက်ကိုသဘောကျရင်လုပ်ပြတဲ့အမှုရပဲ I kiss လို့ခေါ်တယ်လို့ပြောလိုက်ပါတယ်။စူအားကလည်းဂျောင်ဝမ်ကိုကြည့်ပြီးတော့ချက်ချင်းပဲ I kiss လုပ်ပြလိုက်တာကြောင့်ဂျောင်ဝမ်လည်းသဘောကျသွားကအမေဖြစ်သူကိုလမ်းခေါ်ပြီးတော့စူအားကသူ့ကို I kiss ပြန်လုပ်ပြကြောင်းဝမ်းသာအားနဲ့ပြောပြလိုက်ပါတယ်။ဒါပေမဲ့အမေဖြစ်သူကတော့အဲ့ဒါ I kiss လုပ်တာမဟုတ်ပဲနေကငါအစာပဲဆိုတဲ့သဘောသာဖြစ်ကြောင်းပြန်ပြောလိုက်တာကြောင့်ဂျောင်ဝမ်လည်းလန့်ဖြန့်ပြီးတော့သမီးဖြစ်သူကိုလှည့်ကြည့်လိုက်ပါတယ်။အဲ့တော့မှစူအားရှာရီတက်ပြီးတော့သူ့ကိုကိုက်ဖို့လုပ်နေတာဖြစ်တဲ့အတွက်ဂျောင်ဝမ်လည်းအနားရှိတဲ့ဝီစီလေးတစ်ချက်မှုတ်ပြီးတော့ရံမပြူကိုတားလိုက်ရပါတယ်။ဂျောင်ဝမ်သူ့ရဲ့ဝီစီတန်ကြောင့်စူအားကြောက်ပြီးတော့နောက်ဆုတ်သွားလို့ထင်နေခဲ့ပေမဲ့တကယ်တော့အဖွားဖြစ်သူကနောက်မယားကြီးထောင်ပြနေတာကိုမြင်လိုက်လို့ကြောက်သွားခဲ့တာပါ။နောက်တရက်မှာလေးကျင်ပေးမှာတော့မှတ်ဉာဏ်နေပြန်ရဖို့အတွက်အကောင်းဆုံးထဲမှာပါဝင်တဲ့ကိုကားလေးကျင်ငံပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့စူအားကသူတို့လှုပ်ပြတဲ့အတိုင်းကောင်းကောင်းလိုက်လုပ်ခဲ့တာကြောင့်ဂျောင်ဝမ်လည်းသမီးဖြစ်သူလေးကျင်ငံလှုပ်နေပုံကိုဓာတ်ပုံရယူလာခဲ့ပြီးတရက်နဲ့တရက်ဒိုးတက်မှုတွေကိုစောင့်ကြည့်ဖို့အတွက်သီးသန့်စာအုပ်တုပ်ထဲမှာမှတ်တမ်းပြည့်နဲ့ထည့်ထားလိုက်ပါတယ်။အဲနောက်ဖွားဖြစ်သူထမင်းခွန်ကျွေးနေအောင်ကောင်းကောင်းစားနေတဲ့စူအားကိုကြည့်နေဘိုင်းဝါနေလုံးဝမကိုက်ဘူးဆိုတဲ့အတိုင်းပဲမှတ်ချက်တစ်ခုပါစာအုပ်ထဲမှာခြာရေးပြီးဂျောင်ဝမ်တယောက်တိုးတက်လာတဲ့သမီးဖြစ်သူကိုကြည့်နေသဘောတွေကျနေခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့လက်ရှိမှာကူးဆက်နှုံအရေးအတွက်အရန်ကိုကြာဆင်းပြီးတော့ကူးဆက်ခံသူမရှိတော့လောက်အောင်စံချိန်တင်နိုင်ခဲ့ကြောင်းနဲ့ကူးဆက်ခံသူတွေကိုတွေးရှိလို့တိုင်ကြားပေးမယ်ဆိုရင်လည်း1,100,000တိကိုစုကြီးချင်းမြင့်မှာဖြစ်တယ်လို့သတင်းကိုကြည့်ပြီးတော့ဂျောင်ဝမ်တို့သားမိလည်းမြတ်ခုံးလှုပ်နေခဲ့ကြပါတယ်။အဲချိန်ဘေးမှာရှိတဲ့အေယုံကညောင်တိုင်းညွန့်ရဲ့အစီအစဉ်တွေကိုကြည့်ဖို့ TV လိုင်းကိုထပြောင်းလိုက်တာကြောင့်ဂျောင်ဝမ်တို့လည်းလိုင်းပြန်ပြောင်းပေးဖို့အေယုံကိုပြောလိုက်ရပါတယ်။အဲလိုနဲ့ဂျောင်ဝမ်ကနောက်ရက်တွေမှာလည်းဒုံဘယ်နဲ့တူစူအားကိုကားလေးကျင်ကန်းတွေနဲ့မျက်နှာမူရလေးကျင်ကန်းတွေကိုကောင်းကောင်းပြုလုပ်ပေးခဲ့ပြီးစူအားရဲ့တပြီးတိုးတက်လာတဲ့မှတ်တမ်းတွေကိုစာအုပ်ထဲမှာချရေးပြီးတော့အတိအကျကိုမှတ်ယူထားခဲ့ပါတယ်။တပြီးတလာပြီးကြာမြင့်ကຫນွေကနေစောင်းကိုကူးပြောင်းလာခဲ့ဖြစ်ပြီးတရက်မှာတော့စူအားကအပြင်ကပြန်လာတဲ့အဖေဖြစ်သူကိုကိုက်ဖို့ကြိုးစားနေတာကြောင့်ဂျောင်ဝမ်လည်းမနေတားလိုက်ရပြန်ပါတယ်။ဒါကတော့အားလုံးကြီးခဲ့ရတဲ့ဇလန်းအစားကဇက်ဝင်ကန်းလေးကိုပြန်လဲရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျ။အဲ့တော့လက်ရှိမှာတော့ဂျောင်ဝမ်ကသူ့လက်ကိုထိုးပေးပြီးတော့စူအားတကယ်ကိုက်မကိုက်စစ်ဆေးကြည့်တဲ့အခါစူအားကအသိစိတ်ရှိနေပြီးသူ့ကိုလုံးဝမကိုက်တော့တာကိုသိသွားတဲ့အတွက်သမီးဖြစ်သူရဲ့တိုးတက်လာမှုပေါ်ကျင်းတဲ့ပီတီဖြစ်နေခဲ့ရပါတယ်။အဲနောက်ဂျောင်ဝမ်သမီးဖြစ်သူကိုတစင်တိုးပြီးတော့စကားပြောနေတွေပါသင်ပေးနေခဲ့တာပါ။ဂျောင်ဝမ်သူ့ကိုအဖေလို့ခေါ်ဖို့သင်ပေးတဲ့အခါစူအားကစူးစမ်းပြီးတော့ခေါ်ကြည့်ခဲ့ပေမဲ့ဗဇက်ကနေပီပီတတအတန်မထွက်နိုင်တာကြောင့်
ဘေးနားမှာရှိနေအဖွားဖြစ်သူလည်းမဟုတ်ရင်တော့မှကလေးကဒီအပိုင်းအစားကောင်းကောင်းစားပြီးတော့ကောင်းကောင်းနေနိုင်တဲ့အတွက်အတင်းကြီးဖိအားပေးပြီးတော့မတင်ယူခိုင်းမှုဂျောင်းဝမ်ကိုလှမ်းပြီးတော့ပြောလိုက်ပါတယ်။အဲနောက်မှာတော့အဖွားဖြစ်သူကမြီးမလေးဒီအပိုင်းမှာအိမ်တွင်းအောင်ပြီးတော့ရန်ကိုမွန်းချက်နေမှာဆိုတဲ့အတွက်ဇွန်ဘီရုပ်ပေါက်နေတဲ့မျက်နှာကိုမိတ်ကပ်လေးပါလေးဖုံးဖိပြီးတော့လေကောင်းလေတန်လေးပါလေးရှူဖို့အပြင်ခဏလောက်ခေါ်ထုတ်သွားခြင်းအောင်ပြောလိုက်ပြီးဂျောင်းဝမ်ကိုမိတ်ကပ်ပစ္စည်းချို့သွားဝယ်ခိုင်းလိုက်ပါတယ်။ဂျောင်းဝမ်လည်းအမေဖြစ်သူပေးလိုက်တဲ့စင်းထဲကအတိုင်းမိတ်ကပ်ပစ္စည်းတွေဝယ်နေတော့မှမထင်မှတ်ဘဲနဲ့လမ်းတစ်ဖက်ကမျိုးသမီးတယောက်ကိုတွေးလိုက်တာကြောင့်သူ့ကိုမမြင်အောင်အမြန်ပုံးနေလိုက်ပါတယ်။ဒါမဲ့အဲ့ဒီယွန်ဟွာဆွဲအမျိုးသမီးကဂျောင်းဝမ်စီကိုဆိုင်မြကြီးရောက်လာပြီးတော့နှုတ်ဆက်ခဲ့တဲ့အတွက်ဂျောင်းဝမ်လည်းမတက်တာတော့ပဲပြန်နှုတ်ဆက်ခဲ့ရတဲ့ပြင်ယွန်ဟွာကသူမကားနဲ့လမ်းကြုံလိုက်ခဲ့ဖို့ခေါ်တာကြောင့်ယွန်ဟွာရဲ့ကားနဲ့ပါလိုက်လာခဲ့ရပါတော့တယ်။အပြန်လမ်းတစ်လျှောက်မှာတော့မတွေ့တာကြာဖြစ်တဲ့တငယ်ချင်းနှစ်ယောက်ကတယောက်ချောင်းတယောက်ပြောနေကြပြီးယွန်ဟွာကတော့သူမကအုံဘုံရွာကလေးကိုအပြီးပြန်လာခဲ့ကရွာကအလေတန်းကျောင်းမှာပဲဆရာမလုပ်နေကြောင်းဂျောင်းဝမ်ကိုပြောပြလိုက်ပါတယ်။ဂျောင်းဝမ်ကလည်းသူကရွာကအိမ်မှာပဲအမေဖြစ်သူရဲ့ကြောင်လေးတစ်ကောင်ရဲ့သမီးဖြစ်သူရဲ့နဲ့အတူတူနေထိုင်ကြကြောင်းကိုပြောပြတဲ့အခါမှာတော့ယွန်ဟွာလည်းဂျောင်းဝမ်အိမ်အောင်ကျသွားတော့မသိလိုက်တဲ့ပြင်လက်ရှိမှာသမီးလေးတယောက်ပါရနေရကြောင်းရန်ကိုအံ့ဩသွားရပါတယ်။အဲနောက်ယွန်ဟွာသမီးဖြစ်သူအကြောင်းကိုဇက်တိုက်တွေမေးနေပြီးတော့သူမကကြောင်ချစ်တတ်သူဖြစ်လို့အိမ်ကိုလာလဲမဲ့ဘာညာလုပ်နေတာကြောင့်ဂျောင်းဝါလည်းသူ့အိမ်ကိုလာလဲလို့မရကြောင်းခက်ပြက်ပဲညင်းလိုက်ပြီးသူ့ကိုလည်းရောက်တဲ့နေရာမှာပဲခြာထားပေးလိုက်ဖို့ပြောလိုက်ပါတော့တယ်။ယွန်ဝါတော့အချိန်ကြာကြီးနေမှပြန်တွေ့တဲ့ငယ်တငယ်ချင်းကိုခုလိုဆက်ဆံရပါမလားဆိုပြီးတော့စိတ်ဆိုးသွားပုံထင်ရပေမဲ့ဂျောင်းဝမ်တော့ဘာမှဂယူးဆိုင်ထမ်းမပြောတော့ပဲရောက်တဲ့နေရာကနေအိမ်ကိုချေချင်းပြန်လျှောက်လာခဲ့လိုက်ပါတယ်။အဲလိုနဲ့ညားပြောက်တဲ့အခါမှာတော့ဂျောင်းဝမ်ယွန်ဝါပြန်ရောက်နေတဲ့အကြောင်းဒုံဘဲကိုပြောပြနေခဲ့ပါတယ်။ဒုံဘဲကတော့မင်းရဲ့ခြေဦးပြန်ရောက်လာပြီပေါ့ဆိုပြီးတော့စနေတာကြောင့်ဂျောင်းဝမ်လည်းအတိတ်ဆိုတာအတိတ်ဖြစ်ပြီးတော့လက်ရှိကလက်ရှိဖြစ်တဲ့အတွက်အခုတော့တငယ်ချင်းတွေပါဆိုပြီးတော့ငိုတိုင်းနဲ့ပြောလိုက်ပါတယ်။အဲချိန်တိုက်ဆိုင်မဲ့ယွန်ဟွာလည်းရောက်လာခဲ့တဲ့အတွက်ဂျောင်းဝမ်တို့လည်းပြောလက်စစကားကိုရက်ပစ်လိုက်ရပါတယ်။ယွန်ဟွာတော့ရောက်လာခြင်းမှာပဲဂျောင်းဝမ်တယောက်အိမ်အောင်ကွဲပြီးတဲ့နောက်သမီးဖြစ်သူကိုတယောက်တည်းပြိုးထောင်ရင်းအုံနောက်ကူးသားမှုခံမနေရတဲ့သမီးငယ်လေးကိုပြည်သူဆောင်ရှောက်နေကြရတာကိုသူမကဘူးမသိဗမ်းမသိနဲ့တွေ့ချင်းမိသားစုအတွင်းရေးတွေကိုမေးခဲ့မိတဲ့အတွက်တောင်းပန်ကြောင်းပြောလိုက်ပါတယ်။ဂျောင်းဝမ်ဒုံဘဲကိုတစ်ချက်လဲကြည့်လိုက်ပြီးတော့ဒီစကားတွေကယွန်ဟွာကိုဒုံဘဲချင်းသိပ်ထားတဲ့စကားတွေဆိုတာတန်းရိပ်မိသွားခဲ့ပါတယ်။အဲနောက်ယွန်ဟွာဂျောင်းဝမ်ရဲ့သမီးလေးကိုသူမတောင်းဝင်ကြနေတယ်ဒီရွာအကြောင်းမှာပဲကျောင်းထားပေးဖို့ကိုစီစဉ်ထားကြောင်းနဲ့ကျောင်းကလည်းကျောင်းခွဲဖြစ်လို့ကျောင်းသားအများကြီးမရှိတာကြောင့်ဂျောင်းဝမ်ရဲ့သမီးလေးကိုလည်းသူမကောင်းကောင်းကြည်ပေးလို့ရနိုင်ကြောင်းပြောလိုက်ပါတယ်။ဂျောင်းဝမ်တော့ယွန်ဟွာခုလိုစီစဉ်ပေးတာစဉ်းစားပေးတာကျေးဇူးတင်ပေမဲ့သမီးဖြစ်သူရဲ့ကျမ်းမာရေးကြောင့်ကျောင်းတက်ဖို့အဆင်မပြေနိုင်ပဲအိမ်မှာပဲ home study လုပ်နေရကြောင်းပြန်ပြောတဲ့အခါယွန်ဟွာကလက်မလျှော့သေးပဲနဲ့ဘလောက်ပဲကျမ်းမာရေးမကောင်းပါစေအိမ်ထဲမှာပဲနေလို့ရှိရင်မွန်းကျက်ပြီးတော့စိတ်ကြယောဂါပါရသွားနိုင်တယ်ဆိုပြီးတော့ထပ်ပြောနေတဲ့အတွက်ဒုံဘဲကပဲစကားသာဝင်ဖြတ်ပေးလိုက်ပြီးတော့ပြန်တွေ့တဲ့အထိမ်းမှန်နေနဲ့ဟိတ်တစ်ခွက်လောက်တောက်ကြမယ်ဆိုပြီးတော့အာရုံလွှဲပေးလိုက်ရပါတယ်။အဲချိန်စားသောက်ဆိုင် TV ကနေ zombie virus နဲ့ပတ်သက်တဲ့သတင်းတစ်ခုတက်လာတဲ့အခါမှာတော့ယွန်ဟွာသတင်းသားထောင်နေတဲ့ရုပ်တရက်ကြီးငါဇွန်ဘီတွေကိုတေလောက်အောင်မုန်းတာဆိုပြီးတော့ထားပြောလိုက်တာကြောင့်ဂျောင်ဝမ်နဲ့ဒုံဘဲတို့လည်းတောက်လက်စားအရက်ပါသီးကုန်ကြပါတယ်။ဂျောင်ဝမ်တော့ဇွန်ဘီတွေကလည်းဇွန်ဘီဖြစ်ခြင်းလို့ဖြစ်ကြတာမဟုတ်ပဲယောဂါဘူးကူးဆက်ခံလို့ခုလိုဖြစ်ကြတာပါဆိုပြီးဝင်ထောက်လိုက်တဲ့အခါယွန်ဟွာသူမနဲ့ဆေးဆက်ထားတဲ့လူကလည်းအဲ့ဒီယောဂါဘူးကူးဆက်ပြီးတော့ဇွန်ဘီဖြစ်သွားခဲ့ရတာကြောင့်သူမအန်ရပြဖို့ကြိုးစားတဲ့ချိန်သူမလက်နဲ့ပဲကိုယ်တိုင်ရှင်းပြလိုက်ရတဲ့အကြောင်းတွေကိုညှိုးတကြီးနဲ့ပြန်ပြီးတော့ပြောပြလိုက်ပါတယ်။အဲနောက်သူမအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အကြီးကျယ်စိတ်ဓာတ်ရခဲ့ပြီးတဲ့နောက်မျိုးထဲမှာရှိတဲ့ဇွန်ဘီတွေကိုအစိုးရစီသတင်းပေးပြီးသူမကိုယ်တိုင်လည်းဇွန်ဘီတွေကိုလိုက်တပ်ပေးတဲ့အထိဇွန်ဘီလက်စားအခြေသူတယောက်ဖြစ်ရပ်တည်နေကြောင်းကိုတကယ်ကြီးတတ်တော်မဲ့အမူအရာကြီးနဲ့ပြောနေတာကြောင့်ဂျောင်ဝမ်နဲ့ဒုံဘဲတို့လည်းတောက်လိုက်တဲ့အရက်တွေပါချွေးဖြစ်ပြီးတော့အမူပြေသွားကြပါတော့တယ်။အဲနောက်ယွန်ဟွာကဂျောင်ဝမ်ကိုကြည့်နေတပ်ပေးစရာဇွန်ဘီရှိရင်ငါ့ကိုအကြောင်းကြားလိုက်နော်ဆိုပြီးတော့လုံနေပြန်တာကြောင့်ဂျောင်ဝမ်တို့လည်းစပွဲကနေအလိုလိုနောက်ဆုတ်ပြီးတော့ကြောက်လန့်သွားကြပါတော့တယ်။အဲလိုနဲ့အိမ်ပြောင်းတဲ့အခါမှာတော့ဂျောင်ဝမ်လည်းယွန်ဟွာရဲ့ social account တွေကိုရှာပြီးဝေါ်တွေကပုံတွေကိုလိုက်ကျင်နေဆက်စုနေပါတယ်။ယွန်ဟွာသူမပြောတဲ့အတိုင်းဇွန်ဘီတပ်ဖြတ်သူတယောက်ဖြစ်နေရပ်တည်နေတာဖြစ်ပြီးတော့နိုင်ငံတော်ကနေ virus ကူးစက်ခံသူတွေရဲ့အဓိကသတင်းပေးပြည်သူသူရဲကောင်းတစ်စိတ်ပါချီးမြှင့်ခံထားသူဖြစ်နေတာကိုသိလိုက်ရချိန်မှာတော့ဂျောင်ဝမ်လည်းဓာတ်ပုံတွေကိုစက်မကြည့်ရဲတော့တဲ့အတွက်ဖုန်းကိုပိတ်ပစ်လိုက်ရပါတယ်။အဲနောက် TV ကနေကာတွန်းဇာတ်ကောင်တွေအတိုင်းဝစ်စင်ပြီးပျော်ရွှင်ရမယ့်အိုဇလန်ဆိုတဲ့ပွဲတော်ကြီးတစ်ခုရဲ့ကြေညာတာကိုဇူအာလေးကစိတ်ဝင်စားနေကြည့်နေကြတာကြောင့်ဂျောင်ဝမ်လည်းသမီးဖြစ်သူအဲ့နေရာကိုများသွားကျင်နေကြတာလားဆိုပြီးတော့တွေးမိသွားပါတယ်။အဲချိန်တမင်းစားဖို့လာခေါ်တဲ့အမေဖြစ်သူကအချီဦးပြန်ရောက်နေပြီဆိုပြီးတော့လာဆွနေပြန်တာကြောင့်ဂျောင်ဝမ်လည်းအချီဦးမဟုတ်ပဲတငယ်ချင်းပါဆိုပြီးတော့ရှက်ကိုရှက်ကန်နဲ့ပြန်ညင်းလိုက်ပါတယ်။အဲချိန်မှာအမေဖြစ်သူကဘာတငယ်ချင်းလဲနေတော့ညောင်ဆယ်ကျော်သက်အရွယ်တုန်းကယွန်ဟွာကိုအိမ်ခေါ်လာပြီးတော့ဆောင်းအောက်မှာရှလူးဘလူးလုံနေငါမြင်ခဲ့တယ်ဆိုပြီးတော့ပြန်ပြောလိုက်မှသာဂျောင်ဝမ်လည်းညင်းစရာမရှိတော့ပဲငြိမ်နေလိုက်ရပါတယ်။အဲလိုနဲ့နောက်ရမှာတော့ဂျောင်ဝမ်ကဆောင်းလဲဝင်လာပြီဖြစ်လို့သမီးဖြစ်သူတို့ကအနှွေးတွေပြန်ယူပေးဖို့စိုးကအိမ်လေးစီကိုတယောက်တည်းထွက်လာခဲ့လိုက်ပါတယ်။မြို့ရဲ့တနေရာမှာတော့ယောဂကူးစက်ခံသူမဟုတ်ဘူးသူတို့တွေကဇွန်ဘီတွေပဲအမြန်တပ်ပြစ်ကြဆိုတဲ့သူတွေနဲ့ကူးစက်ခံသူကလည်းတစုံတူရဲ့မိသားစုဝင်ဖြစ်ခဲ့တာပါပဲဒါ
လက်ချင်းချင်းမှာကိုမိသားစုဝင်တယောက်ကူးဆက်ခံတဲ့အခါဘယ်လိုတုံ့ပြန်မလဲဆိုကြတဲ့အဖွဲ့ဟာနှစ်ဖွဲ့ကွဲပြီးတော့အစိုးရစီမှာစံထတွေပြိုင်နေရုံးရင်ဆန်ခတ်တွေဖြစ်နေခဲ့ပါတယ်။ဒါအပြင်နဲ့ဂျောင်ဝမ်ကတော့လက်ရှိမှာကူးဆက်ခံသူရဲ့ဖခင်တယောက်အနေနဲ့တစ်ဖက်ခံစားချက်တွေကိုကိုချင်းစာပြီးတော့ကောင်းကောင်းကြီးနားလည်နေခဲ့ပါတယ်။အဲ့လိုနဲ့အိမ်ရောက်တဲ့အခါမှာလိုအပ်တဲ့ပစ္စည်းချို့ကိုယူရင်းနဲ့သမီးဖြစ်သူရဲ့စာအုပ်ပုံးလေးကိုတွေ့ပြီးဂျောင်ဝမ်လည်းပုံးကိုဖွင့်ကြည့်လိုက်ပါတယ်။ပုံးထဲကနေသမီးဖြစ်သူကျမ်းမာတော့ကတငယ်ချင်းတွေနဲ့အတူတူရိုက်ထားတဲ့ဓာတ်ပုံလေးတွေကိုမြင်တဲ့အခါဂျောင်ဝမ်လည်းတော်လေးကိုဝမ်းနေသွားခဲ့ရပါတယ်။အဲနောက်စူအားရဲ့ diary ဆွဲစာအုပ်လေးကိုတွေ့ပြီးတော့ဖွင့်ကြည့်ဖို့လုပ်တဲ့အခါအခန်းဘဝကနေဖွင့်ဖတ်ကြည့်တော့မလို့လားဆိုပြီးတော့လှမ်းပြောတာကြောင့်ဂျောင်ဝမ်လည်းအတန်ကြားရနေရာကိုလှည့်ကြည့်လိုက်ပါတယ်။ရောက်လာသူကတော့အရင်လိုကြမ်းကြမ်းမာမာနဲ့လှပနေစေဖြစ်တဲ့သမီးဖြစ်သူစူအားဖြစ်နေတဲ့အတွက်ဂျောင်ဝမ်လည်းမျက်ရည်တွေဝဲလာခဲ့ရပါတယ်။စူအားကဖခင်ဖြစ်သူဘေးမှာဝင်ထိုင်တဲ့သူမကြောင့်ပင်ပန်းနေတဲ့ဆိုရင်တောင်းပန်ကြောင်းနဲ့အခုတည်းပို့ပြီးတော့တိုးတက်လာအောင်အများကြီးစူးစမ်းမှာမဟုတ်လို့အချိန်တစ်ခုတော့စောင့်နေပေးပါဆိုပြီးတော့ပြောလိုက်ပါတယ်။ဂျောင်ဝမ်တော့စီးကြလာတော့မဲ့မျက်ရည်တွေကိုထိန်းထားရင်းတီတာပေါင်းစောင့်နေမှာပေါ့သမီးရဲ့ဆိုပြီးတော့ပြန်ပြောလိုက်တာပါ။အဲနောက်စူအားကသူမအကလေးချင်းချိန်မှာခတ်ခဲတဲ့ကားကွက်တချို့တင်ပြပေးဖို့ပြောတဲ့အခါဂျောင်ဝမ်လည်းဝမ်းသာအားနဲ့ပဲလိုအပ်တဲ့ကားကွက်တွေကိုတင်ပြပေးလိုက်ပါတယ်။ဒါမဲ့တူတူကနေကြိုင်းနဲ့ပဲသမီးဖြစ်သူကအဖေဘေးနားကနေပျောက်ကွယ်သွားခဲ့တာကြောင့်ဂျောင်ဝမ်လည်းဒါကသမီးဖြစ်သူနဲ့အတူရှိဘူးတဲ့အတိတ်ကအမှတ်တရတွေနဲ့လက်ရှိမှာသူရန်ဖြစ်ချင်နေတဲ့ဆန္ဒတွေကိုပုံရိပ်ဖြစ်နေမြင်အောင်နေခဲ့တဲ့စွာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲနောက်ဂျောင်ဝမ်ကစူအားကျမ်းမာတော့ကဝစ်ခဲ့တဲ့နှွေးအင်ကြီးလေးကိုရင်ဝင်ထဲမှာပိုက်ထားတဲ့ဇုံပြီးသွင်းပြောင်းသွားတဲ့သမီးလေးတို့စိတ်မကောင်းဖြစ်ကဝမ်းနေစွာနဲ့ငိုကြွေးလိုက်ပါတော့တယ်။အဲချိန်ဂျောင်ဝမ်လည်းတီဗီအားလွှင့်တဲ့အိုဇက်ပွဲတော်ကိုကြည့်နေအကြောင်တက်လက်တောက်ပနေတဲ့သမီးဖြစ်သူရဲ့မျက်ဝန်းတွေကိုချက်ချင်းသတိရသွားခဲ့တော့တာပါ။ဂျောင်ဝမ်လည်းစိုးကားတွေအမြန်ပြန်ချလာပြီးတော့စူအားကိုအိုဇက်လန်းစီလိုက်ပို့ချိန်အောင်ဒုံဘဲကိုသွားပြောလိုက်ပါတယ်။ဒုံဘဲကစူအားကိုလူအုပ်ကြားထဲခေါ်သွားဖို့ကရန်ကိုအန်ရများကြောင်းပြောပြီးတော့ညင်းလိုက်ပေမဲ့ဂျောင်ဝမ်ကအခုလိုလှုပ်တာကသမီးဖြစ်သူရဲ့မှတ်ညံတွေကိုပြန်ပြီးတော့နိုးထလာအောင်လုပ်ပေးဖို့အကောင်းဆုံးဒီလန်ပဲဆိုကတန်ငယ်ချင်းဖြစ်သူကိုမရမကတောင်းဆိုနေတဲ့အတွက်ဒုံဘဲလည်းမတက်တာတဲ့ဆုံးမှာအိုဇလန်းစီလိုက်ပို့ဖို့ကိစ္စကိုလက်ခံလိုက်ရပါတော့တယ်။ဒုံနဲ့ဂျောင်ဝမ်တယောက်အိမ်ကိုအပျော်လုံးဆိုပြီးတော့ပြန်လာချိန်မှာတော့အမေဖြစ်သူနဲ့အတူဓမင်းစားနေရုံဟာကိုတွေးလိုက်ရပါတယ်။ဂျောင်ဝမ်လည်းကြောက်ကြောက်လန့်လန့်နဲ့နှုတ်ဆက်ပြီးတော့ဓမင်းစားနေတဲ့အမေဖြစ်သူကိုအပြင်ဘက်ဆွဲထုတ်သွားလိုက်ပါတယ်။ရုံဟာကိုဘာကြောင့်အိမ်ကိုခေါ်လာတာလဲဆိုပြီးတော့မေးတဲ့အခါအမေဖြစ်သူကလည်းလမ်းမှာတွေ့လို့နှုတ်ဆက်နေရုံဟာအိမ်လိုက်လေခြင်းနဲ့ဆိုပြီးပြောတာကြောင့်မတက်တာလို့ခေါ်လာခဲ့ရကြောင်းပြန်ပြောပြလိုက်ပါတယ်။အဲချိန်အိမ်ခန်းထဲကနေတကားဖွင့်တဲ့အောင်ကြားလိုက်တာကြောင့်ဂျောင်ဝမ်တို့လည်းအရန်ထိတ်လန့်သွားခဲ့ရတာပါ။အခန်းထဲကနေပြင်ထွက်လာတဲ့စူအားကိုရုံဟာမြင်သွားတဲ့အခါမှာတော့သမီးလေးကစူအားလားဆိုပြီးတော့သွားပြီးတော့နှုတ်ဆက်ဖို့လုပ်နေတာကြောင့်ဂျောင်ဝမ်လည်းအိမ်ထဲကိုအမြန်ပြေးဝင်ပြီးတော့စူအားကိုအခန်းထဲတွန်းပို့လိုက်ကသမီးဖြစ်သူကလူစိမ်းနေနဲ့တွေ့ရင်စိတ်ဆက်တက်တဲ့အတွက်လွယ်လွယ်တွေ့လို့မရကြောင်းပြောပြီးတော့ရုံဟာကိုရှူးလိုက်ရပါတယ်။ဒါမဲ့အခန်းထဲမှာရှိနေစူအားကသူမကိုတွန်းထုတ်လိုက်တာကြောင့်ဒေါသထွက်ပြီးတကီးတကန်းကန်းနဲ့ထပြီးတော့လုံနေပြန်တာကြောင့်ရုံဟာလည်းစူအားရဲ့အတန်ကသူမရင်းနှီးနေတယ်တစုံတပီးတွေရဲ့အတန်စွာကိုသဘောပေါက်သွားပြီးတော့အခန်းတကားကိုဖွင့်ဖို့လှုပ်ပါတော့တယ်။အဲချိန်မှာဂျောင်ဝမ်လည်းသမီးဖြစ်သူကိုလေးကျင်ပေးဖို့အိမ်ထဲမှာအမြဲဆောင်ထားတဲ့ဝီစီကိုတရွှီရွှီနဲ့ထားမှုတ်ကအယူကွက်တွေနေပြီးတော့ရုံဟွာကိုထွက်သွားဖို့ပြောလိုက်ရပါတယ်။ရုံဟွာလည်းထူးဆန်းနေပြုတ်မှုနေတဲ့စူဟာနဲ့အထိတ်လန့်ဖြစ်နေတဲ့ဂျောင်ဝမ်ကိုကြည့်ပြီးတော့တခုမူမမှန်တော့ဖြစ်နေပြီဆိုတာကိုသတိထားမိသွားတာပါ။အိမ်ပြင်ကိုရောက်တဲ့အခါမှာရုံဟွာလည်းစူဟာဖြစ်နေတာဘာယောဂလဲလို့မေးပြီးတော့ဆက်ဆူနေပြန်တာကြောင့်ဂျောင်ဝမ်လည်းနောက်တစ်ချိန်ခုလိုတွေထပ်ဖြစ်လာမှဆိုတဲ့အတွက်နေငါ့ကိုတန်ရုံးစင်နေရှိနေတယ်လို့ငါအိမ်ကိုစိတ်တိုင်းကြလာနေရလားနောက်တစ်ချိန်ထပ်မလိုက်ကောင်းမယ်ဆိုပြီးတော့ခက်ပြက်ပြက်ပဲပြောပြလိုက်ပါတယ်။ရုံဟွာတော့မမျော်လင့်မဲကြားလိုက်တဲ့စကားတွေကြောင့်ရန်ကိုရှက်သွားပြီးဂျောင်ဝမ်ကဘာမှမပြောဘဲနဲ့ချက်ချင်းပြန်လှည့်ထွက်သွားလိုက်ပါတော့တယ်။နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့စူအားကိုအဖွားဖြစ်သူကဇွန်ဘီနဲ့မတူတော့အောင်မိတ်ကပ်တွေနဲ့အတကုံဖို့ပေးပြီးတော့အယောင်မရှိတော့တဲ့မျက်လုံးတွေကိုလည်းမျက်ကပ်မှန်နေတက်ပေးလိုက်ပါတယ်။အဲနောက်ဒုံပဲရောက်လာခဲ့ပြီးတော့ဂရီတိုင်းအိုဇလန်ကိုလိုက်ပို့ပေးမှဖြစ်လို့ဂျောင်ဝါတို့သားဖားကိုလာခေါ်ခဲ့ပါတယ်။ဂျောင်ဝမ်တော့အိမ်မှာတယောက်တည်းကြံနေခဲ့မဲ့အမေဖြစ်သူကိုရှက်ကီထုမနေဖို့နဲ့ရုံဝါနဲ့မတွေးဖို့ထက်ခါမှားထားခဲ့ပြီးဒုံပဲရဲ့ကားနဲ့သုံးအောင်သာထွက်လာခဲ့လိုက်ကြပါတယ်။ဂျောင်ဝမ်တို့ထွက်သွားတဲ့နောက်မှာတော့ရွာလူကြီးကညနေ4 နာရီမှာရွာသားတွေအားလုံးတိန်တယောက်မဖြစ်မနေအစည်းအဝေးပဲတက်ရမယ်ဆိုပြီးတော့ရက်ကွက်ဓမာယုံကတဆင့်လွန်နဲ့អော်ပြီးတော့ဂျင်းညာနေခဲ့ပါတယ်။ရွာစည်းဝဲကိုရောက်တဲ့အချိန်မှာတော့ရွာလူကြီးကမိန်ကုန်းတွေတသီးချွေပြီးတဲ့နောက်သူတို့ရွာက10နှစ်ဆက်တိုက်နေထိုင်လို့အကောင်းဆုံးဒေသစုအနှစ်30ဆက်တိုက်ပြစ်မှုကျူးလွန်သူမရှိခဲ့တဲ့ဒေသစုပြင်အမေဒီနေ့မှာတော့နောက်တစ်စုအနေနဲ့ GER virus ပိုးကူးစက်သူမရှိတဲ့ဒေသစုဆိုတာကိုပါထပ်မံဆုတ်ကူးသွားခဲ့ကြောင်းရွာသားတွေအားလုံးကိုဝမ်းပန်းတတာနဲ့အသိပေးကြေညာလိုက်ပါတယ်။ဂျောင်ဝမ်အမေကတော့ရွာလူကြီးရဲ့ကြေညာချက်ကြောင့်ရေးပါသီးထွက်သွားခဲ့ရပြီးရုံဝါကလည်းဂျောင်ဝမ်အမေရဲ့မူမမှန်တဲ့အခြေအနေကိုအနောက်ဘက်ပိုင်းကနေမျက်စိတောက်ထောက်ပြီးတော့စောင့်ကြည့်နေတာပါ။အဲ့ချိန်ရွာလူကြီးကဂျောင်ဝမ်အမေကိုမိမလေးလည်းတူလာနေတယ်ဆိုဘာလို့ကြောင်းမတက်ခိုင်းတာလဲဆိုပြီးတော့ဇလန်းစပါတော့တယ်။အဖွားတော့ကလေးကနေမကောင်းလို့ကြောင်းမတက်နိုင်ကြောင်းပြန်ပြောတဲ့အခါရွာလူကြီးကလည်းဘယ်နေရာနေမကောင်းနေလို့ကြောင်းမပိုးရတာလဲဆိုပြီးတော့ထပ်မေးပြန်ပါတယ်။အဲ့ချိန်ဘေးမှာရှိနေအဖွားရဲ့တငယ်ချင်းကဇွန်မီးဖြစ်နေလို့လေဟဲ့ဆိုပြီးတော့ဦးကြောင်ဆောင်နဲ့ဝင်ပြောလိုက်တာကြောင့်အဖွားလည်းလန့်ပြန်ပြီးတော့ဇွန်မီးဖြစ်တာမဟုတ်ပါဘူးပွေးဆွဲတာပါဆိုပြီးတော့အမြန်ဖြေရှင်းလိုက်ရပါတယ်။
ရွာလူကြီးကတော့ကျောင်းသားဦးရေရန်ကိုနဲနေတာကြောင့်ပေးရတော့မလို့ဖြစ်နေတဲ့သူတို့ရဲ့ရွာကျောင်းလေးမှာကျောင်းသားလိုအပ်နေတဲ့အတွက်ပွေးဆွဲတာလေးလောင်းနေတော့ကလေးကိုကျောင်းမတက်ခိုင်းတာဟာဒါမှဖြစ်တဲ့ကျောင်းဆိုပြီးတော့ပြောလိုက်ပါတယ်အနောက်ဘက်ပိုင်းကစောင်းကြည့်နေယုံဝါလဲကလေးကိုမဖြစ်မနေကျောင်းထားမယ်ဆိုပြီးတော့ဝင်ညော်နေပြီဖြစ်တဲ့အတွက်အဖွားလဲဒေါသထွက်သွားပြီးတော့သူမမြီးကိုအိမ်မှာပဲဒေချာတင်ကြားပေးနေရမလို့ဘာမှစိတ်ပူနေရမလို့ကြောင်းစိတ်ဆိုးနဲ့ပြန်ပြောကနေရာကနေထွက်သွားလိုက်ပါတော့တယ်အဲ့ချိန်ရွာလူကြီးကအဓိကအကြောင်းကအခုမှစမှာဘယ်အိုထွက်ပြေးမှလဲဆိုပြီးတော့ကတ်တီတီမျက်နာနဲ့ပြောလိုက်တာကြောင့်အဖွားလဲသူမတို့ဖုံးကွယ်ထားတဲ့ကိစ္စတွေကိုများတီသွားခဲ့ပြီလားဆိုပြီးတော့ထိတ်လန့်သွားပါတယ်ဒါပေမဲ့ရွာလူကြီးဆိုလိုချင်တာကအစည်းအဝေးပွဲပြီးရင်အပီကဲဖို့စီစဉ်ထားတဲ့သူတို့ရဲ့တက်ကြီးရွယ်ကိုပါတီမှာပါဝင်ခိုင်းနေတာဖြစ်တဲ့အတွက်အဖွားလဲစိတ်အေးသွားပြီးတော့အိမ်မပြန်သေးပဲပါတီမှာဝင်ပြီးတော့တပွဲလန်းအကဲဆန်းလိုက်ပါတော့တယ်တပတ်မှလည်းဂျောင်ဝမ်တို့သားဖနဲ့ဒုံဘဲကအိုဇလန်ပွဲတော်ကြီးစီကိုရောက်နေခဲ့ဖြစ်ပြီးဇူဟာကတော့အချိန်ကြာကြီးနေမှာအပြင်ကိုလွတ်လပ်လပ်ပြန်ထွက်လာရတာရောမျက်စိရှိမှမြင်နေရတဲ့ကာတွန်းဇက်ကောင်တွေကိုပါကြည့်ပြီးတော့ရောပါအထူးဆန်းနေဖြစ်ကပျော်ရွှင်နေခဲ့ပါတယ်တောင်းသားပွဲတော်ကြီးရဲ့နေရာနှံ့ကိုရှောက်ပတ်ကြည့်ပြီးတော့ပျော်ရွှင်နေကြတော့တပတ်ကဘွားတဲ့သူ့ပေါင်းသင်းတွေကိုဥဆောင်ပြီးတော့21ရဲ့နေကချေဂျာလက်ကအဲ့ဒီသချင်းကိုအမေကြီးလက်ဗာရှင်နဲ့တဝါကြီးကိုပြောပြီးတင်ဆက်နေခဲ့ပါတယ်ရှောက်လေကြိုင်နဲ့ခဏနားချိန်မှာတော့ဒုံဘဲကဗိုက်တဲ့ဖြည့်စည်းကိုတရားဝင်သုံးပြလို့ရပြီဆိုတဲ့သတင်းတစ်ခုကိုဆိုရှယ်ပေါ်မှာတွေ့လိုက်တာကြောင့်ဝမ်းသာအားနဲ့ဂျောင်ဝမ်ကိုပြလိုက်ပါတယ်ဂျောင်ဝမ်လည်းရန်ဝမ်းသာသွားပြီးတော့တငယ်ချင်းနှစ်ယောက်ဖက်နေကြချိန်မှာပဲဘေးမှာထိုင်နေတဲ့ဇူဟာကအနန်းတစ်ခုရလာတဲ့အတွက်အနန်းရှိရာနေရာကိုတယောက်တည်းထွက်သွားလိုက်ပါတယ်ဂျောင်ဝမ်တို့လည်းဘေးကိုလှည့်ကြည့်လိုက်တဲ့အခါမှာဇူဟာမရှိတော့တော့တီးသွားပြီးတော့ခေါင်းမီတောက်သွားခဲ့ကဇူဟာကိုလိုက်ရှာဖို့လုပ်ကြပါတော့တယ်အဖွားအိမ်ပြန်လာတဲ့အချိန်မှာတော့ကျောင်းသားတွေအဝါပြေးစားပြီးအိမ်ပေါင်းမှာဘိုးလိုပတ်လက်ဖြစ်နေတဲ့အေယုံကိုတွေ့လိုက်တာကြောင့်အဖွားလေးကျောင်းကိုဘသူစားလာကျွေးထားလေဆိုပြီးတော့အံ့ဩသွားခဲ့ပါတယ်။အဲနောက်သူမတို့အိမ်ထဲမှာဝစ်စုံပြင်းနဲ့ထိုင်နေတဲ့ယုံဟာကိုမြင်ပြီးတော့အဖွားလေးရန်လန့်သွားကသူမတို့အိမ်ထဲကိုတီမပေးပဲဝင်လာရဲတိုင်ပဲဘာညာနဲ့ချင်းချောက်ပါတော့တယ်။အဲချိန်ယုံဟာတော့ရဲတိုင်မှာသူမအောင်မဟုတ်ပဲဇွန်ပြီးရှိတာကိုဘုံပြီးထားတဲ့အဖွားတို့မိသားစုပဲလို့ပြောလိုက်ပြီးအိမ်ကန်းထဲမှာသူမရှာတွေ့လာတဲ့စူအားချောင်းမှတ်တမ်းလုပ်ထားတဲ့စာအုပ်ကိုထုတ်ပြလိုက်ပါတယ်။တပတ်မှလည်းစူအားကအနမ်းရှိတဲ့နေရာကိုရှောက်သွားနေတဲ့ဓာတ်ပုံရိုက်ပေးနေတဲ့အမျိုးသမီးတယောက်နဲ့ဝင်တိုက်ပြီးတော့လဲကျသွားခဲ့ပါတယ်အမျိုးသမီးကအရှင်ပြေလားလို့မေးပြီးတော့ထူပေးဖို့လုပ်တဲ့အချိန်ဇူဟာကတကီးတကန်းနဲ့ရံမူလိုက်တာကြောင့်အမျိုးသမီးလည်းလန့်ဖြန့်သွားခဲ့ရပြီးမူမမှန်တဲ့ဇူဟာပုံစံကိုထူးဆန်းသွားပါတယ်။ဒါမဲ့ဒီနေရာဇက်ကောင်တစ်ခုတိုင်းဝစ်စင်ပြီးတော့ cosplay ဘာညာတွေလုပ်ပြီးတော့ပျော်ရွှင်ရတဲ့ပွဲတော်တစ်ခုဖြစ်တာကြောင့်အမျိုးသမီးကဇွန်ဘီလိုအသွင်လုပ်ပြီးဝစ်စားစီရင်နေရာထင်နေပဲဘာပြဿနာမှမရှာခဲ့ပဲဒီတိုင်းပဲနေလိုက်ပါတယ်။ဇူဟာလည်းသူမအနမ်းရတဲ့နေရာကိုရောက်တဲ့အခါငငယ်ကအဖေဖြစ်သူဝယ်ကျွေးနေကြသူမအကြိုက်ဆုံးမုံကျိုးလိန်ဆိုင်ဖြစ်နေခဲ့ပါတယ်။ဆိုင်ရှင်ကမုံကျိုးလိန်ကိုစိုက်ကြည့်နေဇူဟာကိုမုံကျိုးလိန်တစ်ချောင်းပေးလိုက်ပြီးပတ်ဆန်ရှင်းဖို့ပြောလိုက်ပေမဲ့ဇူဟာကမုတ်ကိုပါဇက်နဲ့ကိုက်ပြီးတော့ထွက်ပြေးသွားခဲ့တာကြောင့်ဆိုင်ရှင်လည်းနောက်ကနေလိုက်ပြေးသွားပါတယ်။ဒါပေမဲ့တနေရာရောက်မှတော့ဇူဟာကဖားခင်ဖြစ်သူနဲ့ပြန်တွေ့ခဲ့တာကြောင့်ဆိုင်ရှင်လည်းကလေးဟာပတ်ဆန်မရှင်းပဲမုတ်ယူသွားကြောင်းကိုပြောလိုက်ပါတယ်။ကျောင်းဝင်လည်းမုတ်ဘူးပတ်ဆန်ရှင်းဖို့လုပ်နေချိန်မှာဇူဟာကမုတ်စားအနေနဲ့မုတ်ကျိုးလိန်လို့ထပြီးတော့ပြောခဲ့တာကြောင့်ကျောင်းဝင်ဒုံပဲပါရန်ကိုအံ့ဩသွားခဲ့ရပါတယ်။အဲနောက်ကျောင်းဝင်ကတဖြည်းဖြည်းနဲ့တိုးတက်မှုတွေရှိလာပြီးတော့စကားပါပြောနိုင်လာတဲ့သမီးဖြစ်သူတို့ဝမ်းသာမျက်ရည်တွေကျလာခဲ့ကသမီးကိုဖတ်ထားလိုက်ပါတော့တယ်။တပတ်မှာတော့ယုံမာကဘာကြောင့်ဇုံမီရှိနေအောင်ဖုံးကွယ်ထားတာလဲဆိုပြီးတော့အဖွားကိုစစ်ဆေးမေးမြန်းလို့နေပါတယ်။ဇူဟာခုလိုဖြစ်တာကိုသူမရဲ့အမေရောသိလားဆိုမေးတဲ့အခါအဖွားကတော့သမီးဖြစ်သူကဆုံးပါသွားပြီဖြစ်ကြောင်းကိုပြန်ပြောလိုက်ပါတယ်။ယုံမာကတော့ဇူဟာအမေကအဖွားရဲ့သမီးဆိုရင်ကျောင်းဝန်ကောင်အဖွားရဲ့သားမဟုတ်ဘူးလား။သားနဲ့သမီးကပေါင်းတော်မချင်းပြန်ပြီးတော့လက်ထပ်ထားလာဆိုပြီးတော့နားမလဲစွာနဲ့ထပ်မေးပါတော့တယ်။အဖွားရေးလဲမရှင်းပြပဲအင်တင်လုံနေပြန်တာကြောင့်ယုံမာလည်းစိတ်တွေရှုပ်လာပြီးတော့ဘာမှဆက်မပြောတော့ပဲကူးဆက်သူတိုင်ကြားရေးစင်တာကိုဖုန်းဆက်ပါတော့တယ်။အဲတော့မှအဖွားလည်းယုံဝါကိုပြီးတားလိုက်ရပြီဇူဟာကဂျောင်ဝမ်ရဲ့သမီးအရင်မဟုတ်ပဲဂျောင်ဝမ်ရဲ့တူမသာဖြစ်ကြောင်းအမှန်တိုင်းပြောပြလိုက်တော့တာပါ။ဂျောင်ဝမ်လူပြိုပေါက်ရွယ်တုန်းကမြို့မှာနေတဲ့အမဖြစ်သူရဲ့အိမ်ကိုအတူလိုက်နေခဲ့ပြီးတော့အချိန်ပိုင်းလှုပ်လှုပ်ရင်းဇူဟာလေးကိုထိန်းပေးခဲ့ပါတယ်။အမဖြစ်သူရဲ့ယောက်ျားမိန်းမနဲ့ကလေးကိုပြန်မကြည့်တဲ့ပြင်မိန်းမရှာထားတဲ့ပတ်စံအောင်အတင်းအဓမ္မတောင်းယူတတ်ပြီးစိုးသွမ်းရန်ကားသူတယောက်ဖြစ်တာကြောင့်ဂျောင်ဝမ်လည်းအမဖြစ်သူကိုရန်တနာပြီးတော့ဇူဟာလေးကိုတနာစိတ်နဲ့အချစ်ပူခဲ့ရပါတယ်။အမဖြစ်သူဂျောင်ဝဲကလည်းဦးလေးကိုမြင်ရန်ပျော်နေတဲ့သမီးလေးကိုဦးလေးဖြစ်သူနဲ့အတူရှိနေစိတ်ချတာမဟုတ်လို့အလုတ်သွားတဲ့ခါတိုင်းကလေးကိုဂျောင်ဝမ်နဲ့ပဲထားခဲ့ပြီးအလုတ်ကိုစိတ်ချလက်ချလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တရက်မှာတော့ဂျောင်ဝမ်ရဲ့မွေးနေ့အတွက်တန်ငယ်ချင်းဖြစ်သူတွေကပါတီပွဲကျင်းပပေးမှာမလို့မဖြစ်မနေလာမယ်ဆိုပြီးတော့မလာမချင်းဖုန်းဆက်ခေါ်နေကြတာကြောင့်ဂျောင်ဝမ်လည်းအိမ်မောကြနဲ့စူဟာလေးကိုအိမ်မှာခဏထားခဲ့ပြီးတန်ငယ်ချင်းတွေစိတ်ကျင်နေအောင်ခဏထွက်လာခဲ့လိုက်ပါတယ်။ဂျောင်ဝမ်လည်းခဏဆိုပြီးတော့ထွက်လာခဲ့မယ်ချိန်ကြာကြီးနေမှတန်ငယ်ချင်းတွေပြန်ဆောင်ကြတာရောသူ့ရဲ့မွေးနေ့ဖြစ်နေတာရောကြောင့်ပါတီမှာစားကြတော့ကြကကြခုံကြိုင်းနဲ့ထင်ထားတဲ့အချိန်ကပူကြာသွားခဲ့ပါတယ်ခဏလောက်နေတဲ့အခါအမဖြစ်သူကဖုန်းဆက်လာတာကြောင့်ဂျောင်ဝမ်လည်းအိမ်ကိုမြန်ပြေးလိုက်ပြီးတော့အမဖြစ်သူကလည်းကလေးတယောက်တည်းအိမ်မှာထားခဲ့ရပါမလားဆိုပြီးတော့ဂျောင်ဝမ်ကိုစူပါတော့တယ်ဂျောင်ဝမ်လည်းခဏလောက်ပဲအပြင်ထွက်တာကိုစူရပါမလားဆိုပြီးတော့စိတ်မချရင်လဲကိုကကိုအိမ်ကိုစောစောပြန်လာပြီးတော့ကိုကလေးကိုကြည့်ဖို့ပြန်ပြောလိုက်တာကြောင့်
မောင်နှမနှစ်ယောက်လည်းစကားများတော့မလို့ဖြစ်သွားရပါတယ်ဒါမဲ့ဂျောင်ဟဲအိမ်ပြန်နောက်ကျနေရကမောင်ဖြစ်သူရဲ့မွေးနေ့အတွက်မွေးနေ့လက်ဆောင်ဝင်ဝယ်ပေးနေလို့ဖြစ်တာကြောင့်ဂျောင်ဟဲလည်းဘာပြန်မပြောတော့ပဲအိမ်ပြန်မှပြောကြမယ်ဆိုပြီးတော့ဖုန်းချလိုက်ဖို့လုပ်ပါတယ်အဲဒီမှာဖုန်းပြောနေတဲ့လမ်းကူးဖို့လို့တစ်ဖက်လမ်းကလာတဲ့ကအချိန်ပြည့်မြင့်နဲ့ဝင်တိုက်သွားတာကြောင့်မောင်ဖြစ်သူတို့ဝယ်လာပေးတဲ့မွေးနေ့ကိတ်ကလေးလည်းပျက်စီးသွားခဲ့ရပြီးဂျောင်ဟဲကလည်းနေရာမှာပဲဘွဲချင်းပြီးတေဆုံးသွားခဲ့ရပါတော့တယ်အဲဒီချိန်ကနေစလို့ဂျောင်ဟွမ်လည်းအမဖြစ်သူကသူ့ကြောင့်တေသွားခဲ့ရတယ်လို့ယူမှတ်ပြီးစိတ်ဓာတ်ကြီးကြီးမားမားရသွားခဲ့ကသူ့ရဲ့ဝါသနာတွေအနာဂတ်တွေအားလုံးကိုစွန့်လွတ်ပြီးတော့အမဖြစ်သူကိုစားစူအားလေးကိုသမီးရင်းဖြစ်နဲ့ခံယူဆောင်ရှောက်ခဲ့တာဒီနေ့ထိပါပဲအဖွားကဒီကြောင်းလေးပြန်ပြောပြတဲ့အခါယုံဟာလည်းဂျောင်ဟွမ်တို့သားဖအတွက်စိတ်မကောင်းဖြစ်သွားပါတယ်ယုံဟာကစူအားရဲ့ဖေရင်းကောင်ကလေးကိုမဆောင်ရှောက်ဘူးလားလို့ထမ်းပေးတဲ့အခါဂျောင်ဟဲတေဆုံးမှုအတွက်ရော်ကြီးရတဲ့ငွေတွေနဲ့ဂျောင်ဟဲကိုယ်တိုင်စူအားအတွက်စုဆောင်းပေးထားတဲ့ငွေတွေကိုပါအပိုင်ယူသွားပြီးနောက်အိမ်အောင်ပြူသွားတဲ့လူကအဖေလို့ခေါ်ထရည်လာဆိုပြီးတော့အဖွားကပြန်ပြောလိုက်တာပါအဲနောက်ဇွန်ဘီကိုထိမ့်သိမ်းထားတဲ့အတွက်အပြစ်ပေးခြင်းရင်သူမကိုပဲပေးဖို့နဲ့တားဖြစ်သူနဲ့မြီးမာလေးစူအားကိုတော့လွတ်ထားပေးလိုက်ပါဆိုပြီးအဖွားကတောင်းဆိုလိုက်ပါတယ်ခဏကြာဂျောင်ဝမ်တို့ပြောင်းလာချိန်မှာတော့အိမ်ဘဝမှာမေဖြစ်သူနဲ့တူထိုင်နေတဲ့ယုံဟောက်ကိုမြင်ပြီးတော့လန့်ဖြန့်ကုန်ကြပါတယ်ယုံဟာလည်းလက်ဆွဲတော့လက်နက်ကိုယူလိုက်ပြီးတော့ဂျောင်ဝမ်စီကိုရှောက်လာခဲ့ကစူအားကိုရှင်းဖို့လှုပ်ပါတော့တယ်ဒုံပဲနဲ့ဂျောင်ဝမ်ကမလှုပ်ဖို့တားပေမဲ့ယုံဟာနားမထောင်တော့ပဲဒုံနဲ့ရိုက်ချလိုက်တာကြောင့်ဂျောင်ဝမ်ကပဲစူအားရှိကနေဝင်ခံပေးလိုက်တော့တာပါစူအားကသူမအန်ရယ်ပြုတ်တဲ့ယုံဟောက်ကိုပြီးကိုက်ဖို့လှုပ်တဲ့အခါမှာဂျောင်ဝမ်ရှိကနေကွယ်ပြီးတော့လုံးဝမကိုက်ရဘူးလို့အမိန်ပေးလိုက်တဲ့အခါစူအားလည်းဒေါသထွက်နေရကနေချက်ချင်းငြိမ်ကျသွားပါတယ်ယုံဟာတော့သူမမြင်မှုများဇုံဘီတွေထဲမှာစူအားလိုအမိန်ကိုနာခံပြီးတော့လူစကားနားလေတဲ့ဇုံဘီမျိုးမရှိတာကြောင့်ရန်ကိုထူးဆန်းသွားပါတယ်အဲချိန်ဂျောင်ဝမ်အဖြစ်မှန်တွေအားလုံးကိုရှင်းပြလိုက်ပြီးစူအားကလည်းတခြားဇုံဘီတွေလိုမဟုတ်ဘဲနဲ့လူစကားကိုကောင်းကောင်းနားလည်ပြီးတော့အသိဉာဏ်ရှိနေသေးတဲ့ပြင်လက်ရှိမှာလည်းသူ့ရဲ့လေးကျင့်ပေးမှုတွေကြောင့်အများကြီးတိုးတက်လာပြီးတော့လူသားတွေနဲ့အတူတူကောင်းကောင်းနေထိုင်နေနိုင်ကြောင်းကိုပါပြောပြလိုက်ပါတယ်ယုံဟာအနေငယ်တော့နားလည်သွားပြီးတော့ငြိမ်သွားပြီမဲ့ပြဿနာမပြီးသေးပဲအမေဖြစ်သူကရွာပါတီမှာအရန်မူးနေတဲ့ချိန်မြည်ဖြစ်သူကိုရွာเจ้าမှာလာထားပါမယ်ဆိုတော့ရွာလူကြီးကိုဂရီပေးခဲ့ကြောင်းဂျောင်ဝမ်ကိုပြောပြလိုက်ပါတယ်ဂျောင်ဝမ်လည်းစူအားဘလို့လို့ကြောင်းတက်လို့ရမှာလဲဒေါသထွက်လာတဲ့အချိန်တခြားကလေးတွေကိုအန်နယ်ပြုတ်မှာပေါ့ဆိုပြီးတော့အရန်စိတ်ရှုပ်သွားခဲ့ရပါတယ်အဖွားကတော့ဂရီကိုတီမကြိုက်တဲ့ရွာလူကြီးเจ้าကိုသိနေရမလို့မနှက်ပြန်စူအားကိုသာเจ้าမပို့ရင်ပညာရေးဝန်ထမ်းတွေကိုခေါ်ပြီးအိမ်ရောက်လာကအတင်းကျပ်စီစဉ်တိုင်းเจ้าပြန်ပြောလိုက်ပါတယ်ဂျောင်ဝမ်လည်းဘာလို့မှမသိအောင်စဉ်းစားကြက်နေချိန်ယုံဟာကစောစောကဂျောင်ဝမ်ပြောတာတွေကိုအတီးပြုတ်ဖို့စူအားကိုကြောင်းတက်ခိုင်းရမှာဖြစ်ပြီးတကယ်လို့စူအားသားဇွန်မီတကောင်လို့အသိစိတ်လွတ်ပြီးတော့မကိုက်တော့ပဲလူတွေကြားမှာကောင်းကောင်းနေထိုင်နိုင်ရင်ဂျောင်ဝမ်ပြောတာတွေကိုယုံပြီးမယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတော့တယ်ဂျောင်ဝမ်လည်းအဲ့လိုဆိုစူအားသားသူပြောတဲ့အတိုင်းနေထိုင်နေဆိုလို့ရှိရင်သူသမီးကိုဇွန်မီဖြစ်မတတ်မှတ်ဖို့နဲ့နောက်ထပ်လည်းအနေမပြုတ်ရဘူးလို့ယုံဝါစီမှာဂရီတောင်းပြီးစူအားကြောင်းတက်ဖို့ကိစ္စကိုလက်ခံလိုက်ပါတော့တယ်နောက်နေ့မနက်မှာတော့ဂျောင်ဝမ်တို့သားမိလဲစူအားကိုဇွန်မီရုပ်လက္ခဏာတွေပြအောင်မိတ်ကပ်နဲ့အတန်တိုင်းသုံးဖုံးဖိပေးနေကြပြီးဂျောင်ဝမ်ကလည်းဟိုလိုမနေရဘူးဒီလိုနေရမယ်နဲ့လိုအပ်တာတွေကိုထပ်ထပ်မှားကြကသမီးဖြစ်သူကိုကြောင်းလိုက်ပို့ပေးလိုက်ပါတယ်ကျောင်းတဲ့ခါမှာတော့ယုံဟာကကျောင်းသူသစ်စူဟာကကျမ်းမာရေးမကောင်းတဲ့သူဖြစ်တာမလို့စကားကောင်းကောင်းမပြောနိုင်သလိုစကားလုံးတွေကိုလည်းမှတ်မိဖို့ခက်ခဲတာမလို့ဂယူးဆိုင်ပေးရမှာဖြစ်ကြောင်းနဲ့တခါလေစူဟာကကျမ်းမာရေးဖောက်ပြန်တတ်တာမလို့ထူးဆန်းတဲ့ပြုမှုတစ်ခုခုလှုပ်လာရင်ဆီယာမကိုချက်ချင်းအကြောင်းကြားပေးဖို့မှာပြီးအတန်းသားတွေနဲ့မိတ်ဆက်ပေးလိုက်ပါတယ်အချိန်တန်းသားတယောက်ကစာတင်ခန်းပြင်ကနေအထဲကိုချောင်းကြည့်နေတဲ့ဂျောင်ဝမ်ကိုမြင်သွားပြီးတော့ယုံဟာကိုလူတယောက်ရောက်နေကြောင်းလှမ်းပြောတာကြောင့်ယုံဟာလည်းဂျောင်ဝမ်ကိုထွက်တွေးလိုက်ပါတယ်ဂျောင်ဝမ်ကဘိုက်စာလိုင်းစိတ်တူတတ်တဲ့သမီးဖြစ်သူတွေထမင်းဘူးလာပို့ပေးတာဖြစ်ပြီးသမီးဖြစ်သူကောင်းကောင်းဂယူးဆိုင်ပေးဖို့လဲယုံဝါကိုထက်ခါမှားနေခဲ့တာပါအချိန်စာတင်ကုန်မှာဝင်ထိုင်တဲ့ဇူဟာကိုတန်းပေါ်နှစ်ယောက်ကရည်တက်တဲ့နှုတ်ဆက်စကားပြောကကြောင်းတက်တာကိုမိတ်ကပ်တွေအများကြီးလိမ့်လာပါမလားဆိုပြီးတော့ဇူဟာကိုလောင်နေကြပါတယ်ဒါပေမဲ့ဇူဟာဘာမှပြန်မပြောတဲ့အတွက်ကျောင်းသူတွေကဇူဟာမျက်နှာဟိုကိုင်းဒီကိုင်းလှုပ်ပြီးတော့မိတ်ကပ်တွေကိုဖျက်ဖို့မျက်နှာကိုလက်နဲ့ပုတ်ကြပါတော့တယ်ဇူဟာကလည်းပြန်ယုံပြီးတော့ကျောင်းသူတွေကိုလှည့်ကြည့်တဲ့အခါမျက်လုံးတွေကတောင်တလုံးမြောက်တလုံးဖြစ်နေကြတာမလို့ကျောင်းသူတွေလည်းလန့်ဖြန့်ကုန်ပါတော့တယ်အဲချိန်ပြင်မှာစကားပြောနေတဲ့ဂျောင်ဝမ်လည်းအပြေးဝင်လာခဲ့လိုက်ရပြီးတော့စောင်းသွားတဲ့သမီးဖြစ်သူရဲ့မျက်လုံးတွေကိုပြန်တဲ့ပေးလိုက်ပါတယ်။ကျောင်းသူတွေလည်းထူးဆန်းတဲ့ပုံစံနဲ့အခုလိုဖြစ်တာတော့စကားတစ်ခုမှပြောမထွက်လာတဲ့စူဟာကိုကြည့်ပြီးနည်းနည်းတော့လန့်နေကြပါပြီ။နေ့လယ်ပဲအားကစားချိန်ရောက်တဲ့အခါမှာတော့ကျောင်းသူနှစ်ယောက်ဘတ်စကတ်ဘောကစားရင်းနဲ့တနေရာမှာထိုင်နေတဲ့စူဟာရဲ့ရှေ့ကိုဘောလုံးကျသွားခဲ့ပါတယ်။စူဟာလည်းဘောလုံးကိုကောက်ယူပြီးတော့ကျောင်းသူတွေရှေ့သွားလိုက်တဲ့အခါမှာအီချင်းဆိုတဲ့ကျောင်းသူကဘောလုံးကိုပြန်ပေးဖို့ကြောက်နဲ့ပြောလိုက်ပါတယ်။စူဟာကဘောလုံးကိုပြန်ပေးမလို့လုပ်ပြီးတော့လက်ထဲရောက်လာကန်ဒီမှာဘောလုံးကိုလွတ်ချပြီးအီချင်းကိုနောက်လိုက်တာကြောင့်အီဂျင်လည်းစိတ်တိုးပြီးတော့စူဟာကိုပညာပြဖို့လုပ်ပါတော့တယ်။အီဂျင်ကစူဟာနဲ့တူဘောလုံးကစားခြင်းကြောင့်ပြောတဲ့အခါယုံဟာတစ်ခုဖြစ်မှာဆိုပြီးတော့နေမကောင်းတဲ့လူနဲ့မကစားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့အီဂျင်ကအတင်းတောင်းဆိုနေရမလို့ယုံဟာလည်းတခြားကလေးတွေရိပ်မိသွားမှာဆိုရင်ပြီးစူဟာကိုကစားဖို့ခေါ်လိုက်ကတကူဖြစ်လာရင်ကြည်ပေးဖို့သူမပါဝင်ကစားလိုက်ပါတယ်။ကစားပွဲစားတဲ့ချိန်မှာတော့စူဟာလည်းမျက်စိရှိမှမြင်ရတဲ့အတိုင်းတက်တလောက်မှတ်တလောက်လိုက်ကစားဖို့လုပ်ပေမဲ့အီဂျင်ကတမင်ဝင်တိုက်တာကြောင့်ခန္ဓာကိုယ်မထိန်နိုင်မဲ့လဲကျသွားခဲ့ပါတယ်။ယုံဟာလည်းချက်ချင်းပြေးထူပေးလိုက်ပြီးတော့ကစားပွဲကိုပြန်စားလိုက်ကြကယုံကတော့ကစားပွဲတွေကိုအာရုံမရောက်ပဲစူဟာတစ်ခုဖြစ်သွားမှဆိုရင်ပြီးတော့စူဟာကိုပဲလိုက်ကြည့်နေခဲ့ရပါတယ်
ချိန်ဆူအားမျက်နှာကနေသွေးစာနေတဲ့ဇွန်ဘီတကောင်လိုအသွင်ပြောင်းသွားခဲ့တာကြောင့်ယွန်ဟွာလည်းလန့်ဖြန့်ပြီးတော့ဘောလုံးနဲ့ပြစ်လိုက်တဲ့အခါဆူအားလည်းမျက်နှာတစ်ချမ်းဆောင်းသွားပြီးမြေကြီးပေါ်မှာလဲကျသွားခဲ့ရပြန်ပါတယ်အဲ့တော့မှယွန်ဟွာလည်းသူမအမြင်မှားပြီးတော့အခုလိုလှုပ်လိုက်မိတဲ့အတွက်စိတ်ပူတကြီးနဲ့ပြေးကြည့်လိုက်ရပါတယ်ကစားကွင်းမှာအသင်းဆောင်နေတဲ့ဂျောင်ဝမ်ကတော့လဲကျနဲ့သမီးဖြစ်သူအမြန်ကောက်ချီလိုက်ပြီးတော့ယွန်ဟွာကိုလည်းနေတမင်လှုပ်တာမလားလို့ပြောလိုက်ကစိတ်ဆိုးသွားပါတယ်ယွန်ဟွာလည်းသူမအဲ့လိုလှုပ်လိုက်တာမဟုတ်ကြောင်းရှင်းပြဖို့လုပ်ပေမဲ့ဂျောင်ဝမ်ကတော့သမီးဖြစ်သူကိုဒုံပဲဈေးကန်းစီပဲအမြန်ခေါ်သွားလိုက်ပါတယ်ဒုံပဲလည်းတချမ်းဆောင်းသွားတဲ့ဇူအားရဲ့မျက်နှာကိုပြန်တက်အောင်မနဲ့လှုပ်ပေးလိုက်ရပြီးခဏကြာမှတော့ယွန်ဟွာလည်းဒုံပဲဈေးကန်းကိုရောက်လာပါတယ်ယွန်ဟွာသူမတောင်းပန်ကြောင်းပြောပြီးတော့သူမယူလာတဲ့အထုပ်ထုပ်ကိုဂျောင်ဝမ်စီကိုပေးလိုက်ပါတယ်ဂျောင်ဝမ်တော့အိတ်ထဲကပန်းသီးတွေကိုထုတ်လိုက်ပြီးတော့သူသမီးကိုခုလိုဖြစ်အောင်လုပ်ပြီးမှပန်းသီးတွေလာပေးပြီးတော့မျက်နှာလာပြောင်းနေရလားဆိုပြီးတော့စိတ်ဆိုးနဲ့မေးလိုက်ပါတယ်ယွန်ဟွာတော့ပန်းသီးတွေကသူမပေးတာမဟုတ်ပဲကလေးတွေကဆူအားအတွက်ထည့်ပေးလိုက်တာဖြစ်ကြောင်းကိုပြောပြီးတော့လမ်းတစ်ဖက်မှာစောင့်နေတဲ့ကလေးတွေကိုပြလိုက်ပါတယ်အဖွားလည်းမိမလေးကိုခေါ်လာပြီးတော့အပြင်မှာရှိတဲ့အတန်းဘော်တွေကိုပြလိုက်တဲ့အခါဇူအားကလည်းသူမရဲ့ဇွန်ဘီနှုတ်ဆက်နီးနဲ့ပဲအတန်းဘော်တွေကိုပြန်နှုတ်ဆက်လိုက်တာကြောင့်ဘေးမှာရှိတဲ့လူတွေလည်းဆူအားကိုကြည့်ပြီးတော့သဘောကျသွားခဲ့ပါတယ်ညဘက်တဲ့အခါမှာတော့ယွန်ဟွာဂျောင်ဝမ်နဲ့အရက်တူတူတောင်းရင်နဲ့ဆူအားပေါ်မှာသူမဆက်ဆံပြီးခဲ့တာတွေအတွက်တောင်းပန်ကြောင်းနဲ့စောစောတွေကသူမကဆူအားကိုကာကွယ်ပေးတင်တာပါဆိုပြီးတော့ဂျောင်ဝမ်ကိုပြောလိုက်ပါတယ်ဂျောင်ဝမ်ဘာပြောပဲအရက်ထည့်ပေးတဲ့အခါယွန်ဟွာတယောက်မူမူယူနဲ့အရင်ကိစ္စတွေကိုပြန်သတိရသွားပြီးတော့ဇွန်ဘီဖြစ်သွားခဲ့တဲ့သူ့ရဲ့ချစ်သူကောင်လေးကိုအော်ဆဲနေပြန်ပါတော့တယ်ဆူအားကတော့အဖွားဖြစ်သူနဲ့ဖဲကစားရင်းအဖွားဖြစ်သူရီသလိုအားပါလိုက်ရည်နေရကြောင်းအဖွားလည်းမြီးမလေးပျော်နေရမြင်ပြီးတော့သဘောကျနေပါတယ်အဲ့ချိန်တကားခောက်တန်ကြားလို့ဂျောင်ဝမ်ပြန်လာတဲ့ထင်းနဲ့သွားဖွင့်ပေးတဲ့အခါရောက်လာသူကဂျောင်ဝမ်မဟုတ်ပဲဆူအားရဲ့အဖေရင်းဖြစ်နေတာပါအဖွားကဆူအားအဖေကိုသူမတို့နဲ့ဘာမှမသက်ဆိုင်တော့ကြောင်းပြောပြီးတော့နှင်ထုတ်တဲ့အခါဆူအားအဖေကတော့သူလာရင်ကိစ္စကဆူအားကိုဖမ်းဖို့ဖြစ်ပြီးအိုဇက်လန်မှာဆူအားနဲ့ဝင်တိုင်းပြီးတဲ့အမျိုးသမီးကဆူအားလိုဇွန်ဘီတကောင်အခုလိုလွတ်ထားပေးလို့လူတွေအားလုံးအန်ရများနိုင်ကြောင်းလိုက်လွှင့်ပြီးတော့ပြောထားတဲ့ဗီဒီယိုကိုထုတ်ပြလိုက်ပါတယ်လက်ရှိမှာလည်းဆူအားကိုဖမ်းဖို့အစိုးရဘက်ကစီစဉ်နေဖြစ်ကြောင်းနဲ့ဆူအားကိုကိုယ်တိုင်လာဖမ်းနိုင်သူကလည်းစုငွေ2ဆပေးမှာဖြစ်တာကြောင့်သူကိုယ်တိုင်လာဖမ်းတာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်အဖွားအိမ်ထဲကိုတင်းဝင်ဖို့လုံနေတဲ့ဆူအားအဖေကိုတုံးနဲ့အတကုံရိုက်ပြီးတော့တားပေမဲ့လူရုံမာကောင်တော့အဖွားကိုတွန်းထုတ်ပြီးဆူအားကိုဖမ်းခေါ်သွားခဲ့တာပါကျောင်းဝင်လည်းကားမတိုင်နဲ့အိမ်ကိုပြန်လာဖို့လုပ်အမေဖြစ်သူကအကျိုးကြောင့်ဖုန်းဆက်ခဲ့တာကြောင့်အရန်ထိတ်လန့်သွားပြီးအိမ်ကိုအပြေးပြန်လာလိုက်ပါတယ်အဲချိန်မျိုးဘက်ကိုပြန်မောင်းလာတဲ့ဆူအားအဖေရဲ့ကားကိုတွေ့ပြီးတော့ကျောင်းဝင်လည်းဖြတ်လန်းကနေပြေးလိုက်သွားကလမ်းတနေရာရောက်မှပဲကားရှိကနေပိတ်ရက်လိုက်ပါတယ်ကျောင်းဝင်ကားတွေကထွက်လာတဲ့ဆူအားအဖေကိုတစ်ချက်တီးပေးလိုက်ပြီးတော့ဆူအားကိုပြန်ခေါ်သွားဖို့လုပ်တဲ့အခါဆူအားအဖေကကျောင်းဝင်အသင့်ပါလာတဲ့တုံးနဲ့ရိုက်ချလိုက်ပြီးတော့သူသမီးသူပြန်ခေါ်တာကိုခုလိုလုပ်ရပါမလားလို့ပြောကကျောင်းဝင်ကိုဆက်ရိုက်ပါတယ်ကျောင်းဝင်လည်းရောက်ဖားဖြစ်သူကိုပြန်ခုခံပြီးတော့ဆူအားကသူသမီးဖြစ်နေပြီမို့လို့ခေါ်သွားဖို့ခွင့်မရှိကြောင်းပြောလိုက်ပါတယ်အဲချိန်ရောက်ဖားဖြစ်သူကသူဇနီးသေးရတာကျောင်းဝမ်းကြောင့်ပဲဖြစ်ပြီးတော့မဟုတ်ရင်သူတို့မိသားစုလေးပြောရွှင်ရွှင်နေရမှာကိုကျောင်းဝမ်းပဲအားလုံးဖြက်စီးပစ်တာဆိုပြီးတော့ဒဏ်ရာဟောင်းတွေပြန်ဆွနေတာကြောင့်ကျောင်းဝမ်းလည်းတီးမခံနိုင်တော့ပဲရောက်ဖားဖြစ်သူအပြင်းထန်ပြန်တိုက်ခိုက်ပါတော့တယ်အဲချိန်ရောက်ဖားဖြစ်သူကသူ့ကိုအတကုံထိုးနေတဲ့ကျောင်းဝမ်းကိုတားလိုက်ပြီးလက်ရှိမှာဆူအားကိုဖမ်းဖို့အစိုးရဘက်ကစီစဉ်နေကြကြောင်းနဲ့ကစားကွင်းတွေကဆူအားဗီဒီယိုကလည်းပြန့်နှံ့သွားပြီးတော့ပြည်သူတွေကြားမှာပွဲဆူနေကြပြီဖြစ်တဲ့အတွက်ဆူအားကိုဖမ်းခေါ်သွားပြီးတော့စုငွေကိုတယောက်တစ်ဝက်ယူကြမယ်ဆိုပြီးတော့ထားပြောလိုက်ပါတယ်။ကျောင်းဝမ်ကဆူအားဒုက္ခတော့မအောင်စိုးရိမ်ပြီးတော့တွေးဝေသွားတဲ့အချိန်ရောက်ဖားဖြစ်သူကကျောင်းဝမ်ကိုပြန်တိုက်ခိုက်ပြီးတော့ငွေအကြောင်းပြောလိုက်တော့တွေးဝေသွားတာပဲလို့ပြောကကျောင်းဝမ်ကိုအဆက်မပြတ်ကန်ပါတော့တယ်။ဘေးမှာရက်ကြီးနေဆူအားလဲကျောင်းဝမ်ကိုနာကျင်အောင်လုပ်နေရတော့ရန်ဒေါသထွက်သွားပြီးအသိစိတ်လွတ်သွားကသူမရဲ့အဖေရင်းကိုပြေးကြိုက်ပစ်လိုက်ပါတော့တယ်။ကျောင်းဝမ်လဲဆူအားကိုအဲ့လိုမလုပ်ရဘူးလို့အော်ပြောနေပြီးတော့သူ့နားကိုပြန်ခေါ်ထားလိုက်ကလူတွေကိုမကိုက်ရဘူးအဖေခွင့်ပြုချက်မရပဲဘယ်သူမှကိုက်လို့မရဘူးဆိုပြီးပြောလိုက်တာကြောင့်ဆူအားလည်းအသိစိတ်ပြန်ကတ်သွားပြီးတော့ကျောင်းဝမ်နားမှာပဲငြိမ်ကျသွားပါတော့တယ်အဲချိန်ဆူအားကိုက်လိုက်တဲ့အဖေရင်းဖြစ်သူကဇွန်ဘီသွင်းပြောင်းသွားခဲ့ပြီးတော့တိုက်ခိုက်ဖို့လှုပ်ပြန်တာကြောင့်ကျောင်းဝမ်လည်းဘေးနားမှာရှိတဲ့ဒုံနဲ့ရိုက်ချလိုက်ပြီးတော့လူအုပ်မာကိုဇက်သိမ်းပေးလိုက်ရပါတော့တယ်ဒီနေ့မနက်မိုးလင်းကန်ဒီမှာတော့ကျောင်းဝမ်တို့သားဖားတွေလည်းအင်ကိုပြောင်းလာခဲ့ကြတာပါကျောင်းဝမ်လည်းရောက်ဖားဖြစ်သူနဲ့တိုက်ခိုက်ထားတာကြောင့်တကူလုံးတန်ရာတွေနဲ့ဖြစ်နေပြီးဆူအားကလည်းတညာလုံးမိုးမိထားခဲ့တဲ့အတွက်အဖျားတွေတက်နေခဲ့ပါတယ်ကျောင်းဝမ်ဆူအားကိုအမေဖြစ်သူနဲ့ထည့်ပေးလိုက်ပြီးတော့ကလေးကဖျားနေရမလို့တေချာကြည့်ပေးထားဖို့ပြောတဲ့အခါဖွားကလည်းရောက်ဖားဖြစ်သူရောဘယ်ရောက်သွားပြီလဲလို့မေးလိုက်ပါတယ်ကျောင်းဝမ်ကတော့ဒီလူတစ်သက်လုံးပြန်ပေါ်လာတော့မှမဟုတ်လို့စိတ်ပူစရာမလိုတော့ကြောင်းပြောလိုက်ပြီးတော့ဒုံပဲစီကိုထွက်လာခဲ့လိုက်ပါတယ်သမီးဖြစ်သူရဲ့ကိစ္စတွေတနိုင်ငံလုံးပြန့်နှံ့နေဖြစ်ပြီးတော့လက်ရှိမှာလဲကူးဆက်ခံသူကမရှိတော့ဖြစ်သွားတာတကြောင်မလို့အစိုးရဘက်ကလည်းတယောက်တည်းကြံတဲ့ကူးဆက်ခံသူဆူအားကိုမဖြစ်နေဖမ်းကြတော့မဲဆိုတာကိုကျောင်းဝမ်လဲသိနေခဲ့ပါတယ်ကျောင်းဝမ်ဆူအားကိစ္စနဲ့ပတ်သက်ပြီးတော့တခုဖြစ်လာရင်ဒုံပဲပါအမှုပတ်လာနိုင်တဲ့အတွက်ဒီကိစ္စတွေမဖြစ်ခဲ့သလိုနေရမယ်နော်လို့ဒုံပဲကိုသွားပြောခဲ့တာပါဒုံပဲလည်းတကယ်ချင်းဖြစ်သူရဲ့စကားကြောင့်အံ့ဩနေရပြီးတော့ကျောင်းဝမ်ကတော့ဆူအားနဲ့အတူဒီနေရာကနေထွက်သွားတော့မယ်အကြောင်းကိုပါဒုံပဲကိုပြောပြလိုက်ပါတယ်ဒုံပဲကအလိုလုံးမှာအပြစ်တွေပိုကြီးမားလာနိုင်တာမလို့အစိုးရဘက်ကလည်းဆူအားရဲ့တိုးတက်လာတဲ့လက်ရှိချင်းတွေကိုတင်ပြပြီး virus ပိုးအတွက်ပျောက်ကင်းနိုင်တဲ့ဆေးတရားဝင်ထွက်လာတော့မှာမဟုတ်လို့တမျိုးကြည့်ပြီးတော့စီစဉ်ဖို့တန်ငယ်ချင်းဖြစ်သူကိုဖျောင်းဖျလိုက်ပါတယ်ကျောင်းဝမ်ဒုံပဲစကားတွေကိုဆက်နားမထောင်တော့ပဲအိမ်ပြန်သွားတဲ့အခါ
မေဖြစ်သူကလည်းဒုံမဲစီကနေသတင်းကြားပြီးမို့လို့သူမှလည်းဂျောင်ဝမ်တို့နဲ့လိုက်ခဲ့မယ်ဆိုပြီးတော့အထုပ်ပိုးတွေနဲ့စောင့်နေခဲ့ပါတယ်ဘေးနာကြောင်လေးအေယုံကလည်းအထုပ်ပိုးတွေကြားတဲ့အတင်းတိုးဝင်ပြီးတော့ဘယ်လိုမှထွက်သွားခိုင်းလို့မရတာကြောင့်ဂျောင်ဝမ်လည်းအေယုံလေးကိုစူဟာကိုယ်တိုင်မွေးသားထားတာမဟုတ်လို့အေယုံလေးလည်းစူဟာနဲ့တူလိုက်ချင်ချောင်းပြောနေတာပဲဆိုတာကိုနားလည်ခဲ့ပါတယ်အဲ့လိုနဲ့နောက်မနေ့ရောက်တဲ့အခါမှာတော့အင်ကထွက်သွားကန်ဒီမှာဂျောင်ဝမ်အမေဖြစ်သူကိုစားဆောင်ပေးပြီးတော့သူကိုယ်တိုင်မပေးရမလို့မသွားခင်မှာယုံဝါကိုသွားပေးဖို့ပြောလိုက်ပါတယ်အဖွားလည်းယုံဝါကိုစားပေးဖို့သွားတဲ့အချိန်မှာတိုက်ဆိုင်ပဲလမ်းမှာပဲယုံဝါနဲ့တွေ့ခဲ့တာကြောင့်ယုံဝါကားနဲ့ပဲအတူလိုက်သွားခဲ့ပါတယ်ယုံဝါစကားတွေပြောနေမယ်အဖွားကတော့တားဖြစ်သူပေးခိုင်းတဲ့စားကိုယုံဝါကိုဘလို့ပေးရမှန်းမသိဘဲနဲ့အကြက်ရိုက်နေခဲ့ပါတယ်အဲ့ချိန်လမ်းတနေရာကနေအထူးတပ်ဖွဲ့ဝင်တွေအများပြားကစစ်ကားတွေနဲ့သူမတို့အိမ်ဘက်သွားနေတာကိုတွေ့လိုက်ရပါတယ်အဖွားလည်းမြည်ပြသူကိုဖမ်းဖို့လာကြတယ်ဆိုတာကိုတန်းပြီးတော့သိလိုက်တဲ့အတွက်အိမ်ုံပြန်ပို့ဖို့ယုံဝါကိုပြောလိုက်ပါတယ်တကယ်လည်းအထူးတပ်ဖွဲ့တွေကစူဟာကိုလာဖမ်းနေကြတာဖြစ်ပြီးရွာထဲမှာရှိတဲ့လူတွေကမလာဘူးသူတို့ရွာတဲ့စစ်ကားတွေအများကြီးရောက်လာတာကြောင့်တန်တော်နဲ့ထွက်လာကြပါတယ်ဒုံဘယ်ကလည်းရွာထဲကိုစစ်ကားတွေဝင်လာတာကိုသိလိုက်ရချင်းတန်ငယ်ချင်းဖြစ်သူကိုလှမ်းပြီးတော့အကြောင်းကြားဖို့လုပ်ပါတယ်အဖွားသားဖြစ်သူကိုဖုန်းဆက်ပြီးတော့အကျိုးကြောင်းလှမ်းပြောဖို့လုပ်ပေမဲ့ဖုန်းကဆက်ပိတ်ထားကြောင်းအဖွားလည်းဘာလို့မှမသိအောင်စိတ်ရှုပ်သွားခဲ့ရပါတယ်အဲချိန်မှာဂျောင်ဝမ်ပေးလိုက်တဲ့စာကိုသတိရပြီးတော့ဖွင့်ဖတ်လိုက်ချိန်မှာတော့စာထဲမှာဂျောင်ဝမ်ကတစုံတယောက်ဒီစာကိုဖတ်နေချိန်မှာသူတို့သားဖာတနေရာကိုထွက်သွားကြပြီဖြစ်ကြောင်းနဲ့စူဟာကိုကာကွယ်ဖို့အတွက်လည်းဒီတန်ဒီပဲရှိတော့တာမဟုတ်လို့အဖေဖြစ်သူနဲ့ကြောင်လေးအေယုံကိုဒုံဝယ်နဲ့ယုံဟာတို့ကပဲစောင့်ရှောက်ပေးပါဆိုပြီးတော့ရေးထားခဲ့တာပါတကယ်လည်းဂျောင်ဝမ်ကအမေဖြစ်သူကိုမခေါ်ဘဲနဲ့အင်္ဂါထွက်လာခဲ့ပြီဖြစ်ပြီးရွာရဲ့ကန်းဆက်ကစူဟာသွားဆော့နေတာကိုတောင်လေးကနေတစ်ဖက်ကန်းကိုထွက်သွားဖို့ပြင်ဆင်နေခဲ့ပြီပဲဖြစ်ပါတယ်အထူးတပ်ဖွဲ့ဝင်တွေကလည်းဂျောင်ဝမ်တို့အိမ်ထဲဝင်အောင်စစ်ဆေးနေပြီးတော့အဖွားပြန်အောင်လာခဲ့တဲ့အခါမှာတော့ဒုံဘဲကကြောင်လေးအေယုံကိုပွေးကြည့်ထားတဲ့အထူးတပ်ဖွဲ့ခေါင်းဆောင်ကိုဖြစ်ချောင်းကုံစင်ရှင်းပြနေတာတွေ့ရပါတယ်ဂျောင်ဝမ်အထုပ်ပိုးတွေကိုလေပေါ်တင်ပြီးတော့ကိုတောင်ထဲမှာကစားနေတဲ့စူဟာကိုပြန်ခေါ်ချိန်မှာတော့စစ်ကားအမြောက်အများကသူတို့ရှိနေကိုတောင်လေးစီဥဒီလာနေတာတွေ့လိုက်ရပါတော့တယ်ဂျောင်ဝမ်လည်းတကားအောင်မြန်ပိတ်ပြီးတော့အနောက်ကနေထွက်ပြေးဖို့လုပ်တဲ့အချိန်သူတို့စီကမော်တော်ဘုတ်နဲ့လာနေတဲ့အထူးတပ်ဖွဲ့တွေကိုတွေ့လိုက်ရပြန်ပါတယ်ဒါကြောင့်ကိုတောင်ထဲပြန်ဝင်ပြီးတော့တကားတွေကိုလုံအောင်ပိတ်ထားလိုက်ပြီးသမီးဖြစ်သူကိုသူမခေါ်မချင်းမထွက်လာဖို့သတိပေးနေခဲ့ပြီးတော့အပြင်ဘက်မှာလည်းအထူးတပ်ဖွဲ့တွေကတကားကိုဒရုန်းလုံးထုပြီးအပြင်ထွက်လာဖို့ပြောနေကြပါတယ်ဂျောင်ဝမ်အမေဖြစ်သူလည်းတူပါလာပြီးတော့အထူးတပ်ဖွဲ့တွေကဂျောင်ဝမ်နဲ့အေးစင်းညီနိုင်ပြီးတော့စကားပြောချင်ကြောင်းတောင်းဆိုခဲ့တဲ့အတွက်အမေဖြစ်သူကိုယ်တိုင်ဂျောင်ဝမ်တို့ရှိတဲ့ကိုတောင်လေးစီကိုခေါ်လာပေးခဲ့တာပါဂျောင်ဝမ်တော့ဘိုးကြီးမြေးသမျှကိုကောင်းမွန်ပဲပြန်ဖြေပေးခဲ့ပြီးဘိုးကြီးကအပြင်ထွက်လာခိုင်းတဲ့အခါမှာတော့ဂျောင်ဝမ်ကသူသမီးကစကားလည်းပြောနိုင်ပြီးတော့လူကိုလည်းမကြိုက်တာကြောင့်ဇွန်မီလို့မတတ်မှတ်ပဲသမီးဖြစ်သူကိုမတတ်ပြစ်ပါဘူးဆိုတဲ့ဂရိကိုပေးရမယ်လို့ပြန်ပြောခဲ့ပါတယ်ဒါပေမဲ့ဘိုးကြီးကစိတ်မရှိတော့အကြောင်းအပြည့်ရှိသူနဲ့ညီနိုင်မှုမလုံနိုင်တော့ဘူးဆိုပြီးတော့ပြန်ပြောပြီးကိုတောင်လေးကိုဖောက်ထွင်းဝင်မှုအတွက်တပည့်တွေကိုမိန်ပေးလိုက်ပါတယ်အဲတော့မှအမေဖြစ်သူလည်းသူသားနဲ့စကားပြောပြီးတော့ညီနိုင်ခြင်းတယ်လို့ပြောကအထူးတပ်ဖွဲ့တွေကိုခေါ်လာပေးခဲ့မယ်နေရာရောက်တဲ့အခါမှာသားနဲ့မြီးကိုအပြစ်ပေးတော့မယ်ဆိုတာကိုသိသွားပြီးအဲ့လိုမလုပ်ဖို့ငိုယိုပြီးတော့တားပါတော့တယ်ဂျောင်ဝမ်စူဟာစီကိုပြန်လျှောက်သွားလိုက်ပြီးတော့ဖေတယောက်အနေနဲ့အဆုံးထိကာကွယ်မပေးနိုင်ကြလို့တောင်းပန်ကြောင်းပြောလိုက်ပါတယ်အဲနောက်စူဟာအဖေကိုကိုက်လိုက်တော့လို့ပြောချိန်မှာတော့စူဟာလည်းနားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့အဖေဖြစ်သူကိုကြောင်ကြည့်နေခဲ့ပါတယ်အဲနောက်ဂျောင်ဝမ်အခုလိုလုံးမှအဖေနဲ့သမီးနဲ့တစ်သက်လုံးတူတူနေလို့ရမှာသမီးဘယ်ဟိုသွားအဖေလည်းတကောကောင်းနဲ့လိုက်လို့ရမှာလို့မျက်ရည်တွေနဲ့ထပ်ပြောလိုက်ပြီးသမီးဖြစ်သူကိုကိုက်ဖို့အတွက်သူ့လေပင်ကိုထိုးပေးလိုက်တာပါအထူးတပ်ဖွဲ့တွေကလည်းဂိုတောင်တကားကိုမရမကဖျက်ဆီးပြီးတော့အထဲကိုဝင်လာကြပြီပဲဖြစ်ပါတယ်အဲချိန်စူဟာကလည်းဂျောင်ဝမ်လေပင်ကိုကိုက်လိုက်ပြီးဖြစ်တာကြောင့်ဂျောင်ဝမ်လည်းခန္ဓာကိုယ်ကဇွန်ဘီဖြစ်နေအသွင်ပြောင်းသွားခဲ့ပါပြီထူးတပ်ဖွဲ့တွေကစူဟာရဲ့ခေါင်းကိုပြစ်မှတ်ထားပြီးတော့တနက်နဲ့ပစ်လိုက်ကြချိန်မှာတော့ဗိုင်းရပ်စ်အဆိပ်တက်ပြီးတော့လဲကျသွားတဲ့ဂျောင်ဝမ်ရဲ့ခန္ဓာကိုယ်နေရာအနှံ့ကိုပဲအချက်ပေါင်းများစွာထိမှန်လို့သွားခဲ့ပါတယ်အထူးတပ်ဖွဲ့တွေကစူဟာခေါင်းကိုပြစ်မှတ်ထားပြီးတော့ပစ်ဖို့လှုပ်ချိန်မှာတော့စူဟာလေးကတနက်ဒဏ်ရာရင်းနဲ့လဲကျနေဖခင်ဖြစ်သူကိုကြည်ရင်အဖေလို့ထက်ကခေါ်ကကြည်ကွဲစွာနဲ့ပဲငိုကြွေးလိုက်ပါတယ်အဲတော့မှဘိုးကြီးကဂျောင်ဝမ်ပြောသလိုစူအားတကယ်ပဲအသိစိတ်ရှိနေပြီးစကားပြောနေနိုင်တာကိုတွေ့သွားခဲ့ပြီးတော့သူတပည့်တွေကိုမပစ်ဖို့အမိန်ပြန်ပေးလိုက်ရပါတယ်ဂျောင်ဝမ်ကတော့သူ့ကိုကြည်ရင်အဖေလို့ခေါ်နေတဲ့စူအားလေးကိုကြည့်ပြီးသမီးလေးကတော်လိုက်တာဟုတ်တယ်အဖေလို့ခေါ်မှသမီးလို့ပြောပြီးတဲ့နောက်မှာတော့ဂျောင်ဝမ်လည်းဒဏ်ရာနဲ့နာကျင်မှုတွေကိုမခံစားနိုင်တော့ပဲနေရာမှာတင်သေဆုံးလို့သွားခဲ့ပါတော့တယ်စူအားကတော့ဂျောင်ဝမ်ဘေးမှာထိုင်ပြီးတော့အဖေလို့ခေါ်ရင်းနဲ့အဆက်မပြတ်ပဲငိုကြွေးနေခဲ့ပါတော့တယ်ပင်လယ်တစ်ခုရဲ့ကမ်းဆက်တနေရာမှာပဲဖြစ်ပါတယ်။ဆောင်းဝါဒီမို့လို့နှင်းတွေကလည်းအများကြီးကျနေခဲ့ပြီးဂျောင်ဝမ်တို့သားဖကလည်းပင်လယ်ကမ်းဆက်လေးမှာပဲနှင်းလူသားအယုတ်ကိုတူတူလုံးဝင်နဲ့ပျော်ရွှင်နေခဲ့ကြပါတယ်။အဲနောက်ပင်လယ်ကြီးကိုတူတူကြည့်ကြရင်စူဟာကဂျောင်ဝမ်ကိုဦးလေးရေသမီးအတွက်အဖေတယောက်ဖြစ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောပြီးအလှပဆုံးပြုံးလေးနဲ့ပြုံးပြလိုက်ပါတယ်။စူဟာတယောက်စင်းုံကနေမော်ကနေတရိရလာချိန်မှာတော့ဘေးမှာတခြားသူတွေအားလုံးရှိနေပေမဲ့အဖေဖြစ်သူကိုတော့မတွေ့ရတာကြောင့်နိုးနိုးချင်းမှာပဲအဖွားကြီးအဖေရောလို့မေးလိုက်ပါတယ်အဖွားကရေပေါ်ကန်းထဲမှာရှိနေဂျောင်ဝမ်စီစူဟာကိုခေါ်သွားခဲ့ပြီးစူဟာကတော့အဖေဖြစ်သူကိုတေချာလေးစိုက်ကြည့်နေခဲ့ပါတယ်လက်ရှိချိန်မတိုင်ခင်လွန်ခဲ့သော3လခန့်ကပဲဖြစ်ပါတယ်
virus ကူးစက်ခံသူမရှိသလောက်ဖြစ်သွားတဲ့ချိန်မှာဇွန်မီဖြစ်နေတဲ့သမီးဖြစ်သူကိုအိမ်ထဲမှာဖွက်ထားပြီးတဲ့ဂျောင်ဝမ်တို့မိသားစုရဲ့သတင်းကတနိုင်ငံလုံးမှာဟိုးလေးတကြော်ဖြစ်ခဲ့ပါပြီ။တဲမှာတော့သူတေသနာပညာရှင်တွေကဂျောင်ဝမ်အမိခင်ခေါ်တွေးခဲ့ပြီးဂျောင်ဝမ်ရဲ့သွေးကိုစစ်ကြည့်တဲ့အခါသွေးဖြေရလက်ကvirus ကိုအထူးတိုက်ဖြတ်ပေးနိုင်မဲ့ပဏိစီဝါပစ္စည်းတစ်မျိုးကိုရှာတွေ့ခဲ့ကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့ဒါပိုထူးကြတာကဂျောင်ဝမ်ကတနက်ဒဏ်ရာတွေအများကြီးရထားတာတော့အသက်ရှင်နိုင်ခဲ့တဲ့အပြင်ဒဏ်ရာကြောင့်ကိုမာဝင်နေချိန်မှာ virus ကူးစက်ခံတဲ့ယောဂလက္ခဏာကနေတဖြည်းဖြည်းကောင်းမွန်လာခဲ့တာဖြစ်တယ်လို့လည်းဆရာဝန်ကရှင်းပြလိုက်တာပါအခုလိုဂျောင်ဝမ်ရဲ့သွေးထဲကနေဖြည့်စည်းအတွက်ပဏိပစ္စည်းအဖြစ်နဲ့ဘာကြောင့်ကူးပြောင်းခဲ့ရလဲဆိုတော့ဂျောင်ဝမ်တယောက်ဆူအားကိုလေးကျင်ပေးနေဆူအားမထိတထိကိုက်လိုက်တဲ့ဒဏ်ရာတွေကပြန်ကောင်းလာလိုက်အကိုက်ခံရလိုက်နဲ့ထပ်လဲလဲဖြစ်နေရကနေ virus ကိုကာကွယ်နိုင်တဲ့ခုခံတုံ့ပြန်မှုစနစ်တွေရရှိလာနိုင်တာဖြစ်လို့ပညာရှင်တွေကခံမှန်းခဲ့တာပဲဖြစ်ပါတယ်ရှင်းသုံးပြောရမယ်ဆိုတော့ကာကွယ်သေးထိုးလိုက်တယ်လို့မျိုးဂျောင်ဝမ်ခန္ဓာကိုယ်က virus တိုက်ဖြတ်ရေးပဏိပစ္စည်းကိုကိုယ်တိုင်ထုတ်လုပ်သွားနိုင်ခဲ့တာပါအဲနောက်ဆရာဝန်တွေကဂျောင်ဝမ်ရဲ့ပဏိစက်ကိုစူအားခန္ဓာကိုယ်ထဲကိုထိုးသွင်းပေးခဲ့ပြီး virus ဖြည့်ဆည်းထုတ်လုပ်နိုင်မလားဆိုတာစစ်ဆေးကြည့်ခဲ့ကြပါတယ်အဲဒီစစ်ဆေးချက်ကအောင်မြင်ခဲ့တဲ့အတွက်စူအားလည်းအခုလိုမျိုးလူကောင်းတိုင်းပြန်လည်နိုးထလာနိုင်ခဲ့ပြီးတော့တတိမေ့နေတဲ့ဖခင်ဖြစ်သူကိုရက်ကြည့်နေခဲ့တာပဲဖြစ်ပါတော့တယ်အဖွားဖြစ်သူကစူအားကူးစက်ခံတော့ကဂျောင်ဝမ်ကိုယ်တိုင်မှတ်တမ်းတင်ထားခဲ့တဲ့စာအုပ်လေးကိုစူအားလက်ထဲထည့်ပေးလိုက်ပါတယ်စူအားအတွက်ကတော့သူမအောင်အသေးစိတ်ကစကျူးဆိုင်ပြီးဇုံပြီးဖြစ်တာတော့မှမစွန့်ပြစ်ရက်ခဲ့တဲ့အဖေဖြစ်သူရဲ့မေတ္တာတွေကိုကောင်းကောင်းခံစားမိစေခဲ့တော့တာပါစာအုပ်ရဲ့နောက်ဆုံးမှာရေးထားတဲ့စူအားနေကောင်းသည်ဖြစ်စေနေမကောင်းသည်ဖြစ်စေစူအားကအမြဲတမ်းငါသမီးပဲဆိုတဲ့စာလေးကိုဖတ်လို့ပြီးမှာတော့စူအားလည်းမျက်ရည်တွေကိုမထိန်နိုင်တော့ပဲအဖေဖြစ်သူဘေးမှာရှာကြီးတင်ငင်ကိုချလိုက်ပါတော့တယ်အဲလိုနဲ့ဂျောင်ဝမ်ကတော့သတိရမလာခဲ့သေးပေမဲ့စူအားကနေပြန်ကောင်းနိုင်မို့လို့အဖွားဖြစ်သူနဲ့တူအိမ်မှာပြန်နေခဲ့ပါတယ်စူအားရဲ့ကားပြိုင်ပွဲနေ့ကိုရောက်လာတဲ့အခါမှာတော့ဂျောင်ဝမ်သတိမရသေးလို့ရောက်မလာနိုင်ခဲ့ပေမဲ့အဖွားဖြစ်သူနဲ့ဂျောင်ဝမ်ရဲ့တငယ်ချင်းတစ်ယောက်ကစူအားအားမငယ်အောင်လို့အားပေးခဲ့တာကြောင့်စူအားလည်းပြိုင်ပွဲမှာအခက်အခဲမရှိအကောင်းဆုံးကပြနိုင်ခဲ့ပါတယ်နောက်တစ်မှာယွန်ဝါကဂျောင်ဝမ်ကိုသွားတွေ့နေသတိမရသေးတဲ့တငယ်ချင်းကိုသမီးဖြစ်သူကပြိုင်နေတဲ့ဗီဒီယိုကိုဖွင့်ပြရင်းစူအားကကားတဲ့နေရာမှာရန်ကိုထူးချွန်တဲ့အတွက်သွေးကစကားပြောတယ်နော်ဆိုပြီးတော့ဂျောင်ဝမ်ကိုပြောလိုက်ပါတယ်အဲချိန်ကြာကြီးသတိမေ့နေခဲ့တဲ့ဂျောင်ဝမ်ကလက်ချောင်းလေးတွေလှုပ်လာခဲ့ပြီးမျက်နှာမှာလည်းတီးတီးတာတာစတင်ပြုံးလာခဲ့ရင်းနဲ့ပဲဇက်ကားလေးကဒီနေရာမှာအဆုံးသတ်လို့သွားခဲ့ပါတော့တယ်ခင်ဗျာ